ကတော်ပထမနှစ်စစ်ပညာသင်တန်းဆင်းပွဲညစာစားပွဲမှာအရန်လာပြီးချမ်းသာတဲ့ကျောင်းသူလေးကရုတ်တရက်ကျွန်တော်ကိုဝင်ဖက်လိုက်တယ်။သူ့ရဲ့ထူးဆန်းတဲ့အပြုအမူကြောင့်ကျွန်တော်တော်တော်လေးလန့်သွားတယ်။ဘာလို့တာလဲလို့မေးလိုက်တော့သူကခက်တီတီနဲ့ယောက်ျားကြီးဖတ်ထားပေးပါလို့ပြောလိုက်တယ်။ဒီလိုရုပ်ရည်ဒီလိုခန္ဓာကိုယ်မျိုးကိုဘသူကဟိုးလောက်ထားနိုင်မှာလဲဗျာ။စစ်ပညာသင်တန်းဆင်းပွဲညမှာကျွန်တော်တို့အတန်းထဲကလူတွေစင်အောက်မှာစုဝေးနေကြတယ်။အဲ့ဒီစူညံတန်တွေကြောင့်ကျွန်တော်ခေါင်းရဲကအကျိတ်ကနေနေကြိုက်လာတာနဲ့လေငင်းခံရင်ဆေးတောက်ဖို့အပြင်ထွက်လာခဲ့တယ်။အဲ့ဒီအချိန်ရုတ်တရက်အနောက်ကနေတယောက်ဖက်လိုက်တယ်လို့ခံစားလိုက်ရတယ်။နူးညံ့ပြီးနှွေးထွေးတဲ့အထိအတွေ့လေးပါ။ဒါပေမဲ့ကျွန်တော်ကတော့လန့်ပြီးတုန်သွားခဲ့တယ်။နောက်ကိုလှည့်ကြည့်လိုက်တော့ကျွန်တော်နေရာတင်ကြောက်ရွံ့လို့ဖြစ်သွားတယ်။ကြည့်လိုက်တော့ပထမနှစ်ကကျောင်းသူလေးကကျွန်တော်ကိုအယူမူဖတ်ထားတာလေ။ပြီးတော့မွေးပြန့်တဲ့ရေမွေးနံလေးကနာခေါင်းရဲကိုအဟုန်နဲ့တိုးဝင်လာတယ်။သူ့နှုတ်ခမ်းတွေကကျွန်တော်နှုတ်ခမ်းကိုနမ်းဖို့တောင်ရွယ်နေသေးတယ်။ငါတို့တီးလို့လား။မင်းဘာလုပ်တာလဲလို့မေးတော့သူကအယူမူအတန်လေးနဲ့ယောက်ျားကြီးဖတ်ထားပေးပါ။နန်းပေးဦးတဲ့။ကျွန်တော်ပါဆက်ဟောင်းသားဖြစ်သွားတယ်။ဒါဟိုမာနကြီးပြီးအရန်လာတဲ့သူထေးသမီးကျောင်းသူလေးမဟုတ်ဘူးလား။ကျွန်တော်မျက်လုံးကိုပုတ်ကြည့်လိုက်တယ်။ငါများအမြင်မားတာလားပေါ့။ကျွန်တော်သူ့ကိုတွန်းဖယ်လိုက်ပြီးသူ့နဖူးကိုလက်နဲ့ဆန်းကြည့်လိုက်တယ်။မပူပါဘူး။ဦးနောက်များချွင်ရင်သွားတာလား။မင်းအရှိကြီးမဟုတ်လားလို့မေးလိုက်တယ်။သူ့ရဲ့တွယ်လားပါတဲ့ကိုလုံးလေးနဲ့ကြွေးရုပ်လေးလိုမျက်နှာလေးကတကယ်ကိုဆွဲဆောင်မှုရှိလုံးပါတယ်။ဒါပေမဲ့သူကဘာမှမပြောဘဲချစ်ချင်းတွေပြည့်နေနေတဲ့မျက်လုံးဝိုင်းလေးတွေနဲ့ကျွန်တော်ကိုစိုက်ကြည့်နေတယ်။ပြီးတော့ခေါင်းလေးမော့ပြီးသူ့ရဲ့နှုတ်ခမ်းနီလေးတွေနဲ့ကျွန်တော်စီတိုးလာတယ်။ဒီအရှိကြီးနဲ့တူတဲ့မိန်းကလေးကအရန်ထူးဆန်းနေပေမဲ့လည်းကျွန်တော်ကတော့ဒီလိုဖြစ်ခံလို့မရဘူးလေ။ဒါနဲ့ကျွန်တော်လက်ဝါးနဲ့သူ့မျက်နှာကိုကာလိုက်တယ်။ဒါပေမဲ့သူကမျက်နှာလေးဆောင်းပြီးယောက်ျားရဲ့ကိုစိတ်တူအောင်ရောစိတ်လှုပ်ရှားအောင်ရောလုပ်နေတာပဲ။ကဲရှင်ကြတော့လို့ပြောလိုက်တယ်။မင်းရဲ့ဟိုမာနကြီးတဲ့ကျောင်းသူလေးပုံစံကောဘယ်ရောက်သွားပြီလဲလို့ကျွန်တော်တွေးမိတယ်။ကျွန်တော်ဒေါသထွက်နဲ့လက်ရွယ်လိုက်ပေမဲ့သူ့ရဲ့လက်ပလုံးနဲ့မျက်နှာလေးကိုမြင်တော့မလုပ်ရက်ခဲ့ပါဘူး။အဲ့ဒီအချိန်ချက်ချင်းပဲသူ့ရဲ့ကောလာဟလရေးစားကျွန်တော်ရဲ့မဟာယန်သူခြံရဲ့ကိုတတိယသွားတယ်။သူနဲ့ကျွန်တော်မျက်နှာချင်းဆိုင်9စက္ကန့်လောက်နေပြီးမှအန်ရှိကြီးတေချာကြည့်စမ်းပါ။ငါတို့တီးလို့လားလို့မေးလိုက်တယ်။သူနင်းနဲ့ငိန်သွားပြီးမှလှပပလေးပြုံးလိုက်တယ်။ထောက်အရန်လာတာပဲဗျာ။ကျွန်တော်သွေးတွေတောင်စူပွက်လာတယ်။သူကနမိကောင်းရှိတဲ့သူပါဘလို့လုပ်ပြီးဒီလိုအယူမှုတွေဖြစ်နေရတာလဲ။ကျွန်တော်ကြောင်နေတော့မှပဲသူကရုတ်တရက်ကျွန်တော်ဘာကိုလန်းလိုက်တယ်။ကျွန်တော်ဝါလုံးတစ်ချောင်းလိုမတက်ရက်လျက်သွေးတွေစူပွက်ကတောင့်တင်းသွားတယ်။ဖြတ်သွားဖြတ်လာကောင်းလေးတွေအကုန်လုံးပါဆက်ဟောင်းသားဖြစ်ကုန်တယ်။အဲ့ဒီထဲမှာကျွန်တော်ရဲ့မဟာယန်သူခြံရဲ့လဲပါတာပေါ့။သူကအရှိကြီးကိုအယူမှုလိုက်နေတာတကြောင်လုံးအတိပါ။ကျွန်တော်ကတော့ကြောက်တက်တဲ့ခိုးချစ်သူတယောက်ပေါ့ဗျာ။သူကဒေါသကြီးနဲ့ကျွန်တော်စီလျှောက်လာပြီးပါချဖို့လုပ်ပေမဲ့ကျွန်တော်ကလိုက်တယ်။သူကကျွန်တော်ကိုဒေါသတကြီးလက်ညှိုးထိုးပြီးမင်းကများအရှိကြီးကိုဖက်ရဲတယ်ပေါ့။မင်းမျက်ကန်းနေလားလို့អော်တယ်။ကျွန်တော်သူ့ကိုဒေါသတကြီးစိုက်ကြည့်လိုက်တယ်။အရှိကြီးကကျွန်တော်ကိုဖက်ထားတာကိုဘာလို့ကျွန်တော်ကအပြစ်တင်ခံနေရတာလဲ။သူ့ပါဆက်ကအိုးပုံစံလေးဟာပြီးစကားပြောဖို့လုံတုံးရှိသေးအရှိကြီးကကျွန်တော်နောက်ကနေခေါင်းလေးထွက်လာတယ်။ချင်းရှက်ရဲ့မျက်နှာမှာမယုံနိုင်တဲ့အမူအရာတွေဖြစ်သွားချိန်မှာပဲအရှိကြီးကကျွန်တော်ကိုချစ်ရီရွှန်းလဲတဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီးယောက်ျားလို့ခေါ်လိုက်တယ်။ချင်းရှက်ရဲ့မျက်နှာကချက်ချင်းမီးသွေးကဲလို့မင်းမောင်သွားတယ်။ကျွန်တော်လဲကြောင်အန်းဖြစ်သွားတယ်။ချင်းရှက်ကသူ့လက်တွေကိုဖယ်ပြီးဆွဲခေါ်သွားဖို့လုပ်တယ်။ဒါပေမဲ့အရှိကြီးကဒေါသတကြီးနဲ့သူ့လက်ကိုယုံထွက်လိုက်ပြီးကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်။နင်းဟာနင်သွားစမ်းပါ။ငါယောက်ျားကိုပဲလိုချင်တယ်လို့သူကអော်တယ်။အရှိကြီးရဲ့ရုတ်တရက်အပြုအမူတွေကြောင့်ကျွန်တော်ဘာလို့ရမှန်းမသိဖြစ်သွားပြီးမိန်းကလေးအဆောင်ဘက်ကိုတိတ်တဆိတ်လျှောက်လာခဲ့တယ်။ချင်းရှက်ကလည်းနောက်ကနေတကောက်လိုက်လာပြီးအရှိကြီးမင်းဘာလုပ်နေတာလဲ။မနှက်ဖြန်သတင်းတွေထွက်လာရင်မင်းနောင်တရားလိမ့်မယ်လို့ပြောတယ်။ကျွန်တော်လည်းအရန်ကိုစိတ်ပြတ်သွားပြီးမိန်းကလေးအဆောင်ရှိမှထိုင်ချလိုက်တယ်။ဖြတ်သွားဖြတ်လာလူတွေကတော့ကျွန်တော်တို့နှစ်ယောက်ကိုလက်ညှိုးထိုးပြီးပြောဆိုနေကြတယ်။ကျွန်တော်သူ့မိသားစုစီဖုန်းဆက်ချင်ပေမဲ့သူ့ဖုန်းကအားကုန်နေတယ်။ဒါနဲ့ကျွန်တော်ဖုန်းကိုဖွင့်ဖို့လှုပ်လိုက်တဲ့အချိန်မှာပဲသူကကျွန်တော်ကိုအရန်လန့်သွားစေမဲ့စကားတခွန်းပြောလိုက်တယ်။ငါဖုန်းရှိုးဝက်နံပါတ်ကိုမင်းဘယ်လိုလုပ်သိတာလဲတဲ့။ကျွန်တော်ကြောင်သွားတယ်။ဘေးနားကခြံရဲ့စီကနေတဝင်းတို့တဲ့အငွေ့သက်တွေကိုတောင်ကျွန်တော်ရနေတယ်။ကျွန်တော်အန်တာတော်သက်ထွက်နေတော့မှပဲရင်းနှီးနေတဲ့အတန်တစ်ခုထွက်ပေါ်လာလို့ကျွန်တော်မျက်နှာပြနှမ်းသွားတယ်။အဲ့ဒါကတော့ကျွန်တော်တို့အတန်းပိုင်ဆရာဝန်ပါ။သူကအန်ရှိရဲ့ဆရာလည်းဖြစ်ပါတယ်။သူကပြုံးစီစီနဲ့ပါဆက်လေးဟာပြီးကျွန်တော်တို့နှစ်ယောက်ကိုကြည့်ကတန်တရားဖြစ်ဖွယ်ပြုံးနဲ့မင်းတို့နှစ်ယောက်ဖုံးထားတာတော်တော်တည်တက်ပါလားတဲ့။ကျွန်တော်မျက်မှောင်ကျုပ်လိုက်ပြီးမျက်နှာကိုလက်နဲ့အုပ်ကခေါင်းကိုအဆက်မပြတ်ခိုင်းရင်ဆရာအထင်မလွဲပါနဲ့ဗျာလို့ပြောလိုက်တယ်။ဒီလိုကိစ္စလုံးဝမရှိပါဘူးဗျာလို့ဆရာကပြောလိုက်တယ်။ပြီးတော့ကြောင်အန်းဖြစ်နေတဲ့ချင်းရှန့်ကိုမြင်တော့တီတီငိမ့်ငိမ့်နဲ့ကြောင်းသားချင်းရှန့်မင်းဒီမှာကြားလို့အနေနဲ့လာရှုပ်နေတာဘလောက်တောင်ကြပြီလဲလို့မေးလိုက်တယ်။အဆက်ကွဲသွားတဲ့ချင်းရှန့်လည်းခေါင်းငိုက်ဆိုင်ကြပြီးထွက်ပြေးသွားတော့တာပေါ့။ကျွန်တော်တို့နှစ်ယောက်သားအချင်းချင်းကြည့်ပြီးပြုံးလိုက်မိတယ်။ဒါပေမဲ့စက္ကန့်ဝက်လောက်အကြာမှာသူကကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားတော့ဆိုတာသတိထားမိလိုက်တယ်။ကြည်နူးမှုရောအနေရခတ်မှုပါရောထွေးနေတဲ့ကျွန်တော်လည်းတက်ပြင်းတာချလိုက်မိတော့တယ်။သူအရန်ကတ်တွယ်နေတော့ကျွန်တော်လည်းဘာလို့ရမှန်းမသိဖြစ်ပြီးသူ့ခန်းဖော်စီဖုံးဆက်ကဘာကိုအတူတူသွားလဲဖို့လှည့်စားခေါ်ထုတ်လိုက်ရတယ်။သူပြောသွားရင်မိန်းကလေးဆောင်ကိုလင်မရေးချရှိပြန်သွားလိမ့်မယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့ကျွန်တော်မှားသွားတယ်။မူးနေတဲ့အချိန်သူကပိုပြီးကြီးကြတက်တာပြီ။နောက်ဆုံးတော့သူတော်မူးသွားပြီးသူ့ကိုအိမ်ပြန်ပို့ပေးဖို့ပူစာတော့တာပဲ။ကျွန်တော်လည်းနားမလည်နိုင်ဖြစ်သွားတယ်။သူကနေကလာတာမဟုတ်ဘူးလား။အဲ့ဒီအချိန်ကတော့ဒါတွေတိတ်တွေးမနေနိုင်တော့ဘူးလေ။သူ့ကိုတွဲပြီးအိမ်ပြန်ပို့ပေးလိုက်တယ်။အခန်းတကာပိတ်လိုက်တဲ့အချိန်မှာပဲအန်ရှိကြီးကထိုးခုနဲ့ချောင်းတွေဆိုးလာပါတော့တယ်။ယောက်ျားကြီးချစ်တယ်နော်မသွားပါနဲ့တဲ့။ကျွန်တော်လည်းစိတ်မကောင်းဖြစ်သွားတယ်။သူနေမကောင်းဖြစ်နေပုံရလို့သူ့နဖူးကိုစမ်းကြည့်လိုက်တော့တကယ်ပဲပူချစ်နေတာဗျာ။တနာတက်တဲ့ကျွန်တော်လည်းဆေးဆိုင်ပြေးပြီးဆေးဝယ်ပေးရတော့တာပေါ့။ရေပတ်တိုက်ပေးလိုက်ဆေးတိုက်လိုက်နဲ့အလုပ်တွေရှုပ်နေတာပဲ။သူကတော့မူးမူးယူးယူးနဲ့ယောက်ျားကအရန်ကောင်းတာပဲလို့တွတ်ပြောနေရှာတယ်။အရန်ကိုကြည်နူးဖို့ကောင်းလို့သူ့ခေါင်းလေးကိုပုတ်တက်ပေးခြင်းစိတ်တောင်ပေါက်သွားတယ်။တဖြည်းဖြည်းနဲ့သူ့ရဲ့တိုးညင်းတဲ့အတန်လေးပျောက်သွားပြီးမျက်လုံးဝိုင်းဝိုင်းကြီးတွေမိတ်သွားတော့တယ်။ကြွေရုပ်လေးလိုမျက်နှာလေးနဲ့နက်မိမယ်လေးလိုတွယ်လားပါတဲ့ခနာကိုယ်လေးကတကယ်ကိုလှပပြီးဆွဲဆောင်မှုရှိလုံးပါတယ်။
ဒီနေ့ကျွန်တော်ထီပေါက်သွားတယ်လို့ပဲဗျာနှုတ်ခမ်းထောင်လေးတွေကလက်ချမ်းကွေးလေးလိုပြုံးယောင်တန်းနေမိတယ်ကျွန်တော်ပြန်ဖို့လှုပ်လိုက်တဲ့အချိန်မှာကုတင်ကောင်းရင်းကဓာတ်ပုံပေါင်လေးတစ်ခုကိုရုတ်တရက်သွားတွေ့တယ်ဆက်စုကျင်စိတ်နဲ့ယူကြည့်လိုက်တော့ကျွန်တော်နှုတ်ခမ်းပေါ်ကအပြုံးတွေချက်ချင်းပျောက်ကွယ်သွားတယ်အော်သူ့မှာရေးစားရှိနေတာကိုဒါပေမဲ့ဒီတစ်ခေါက်နီးနီးကက်ကက်နေခွင့်ရတာကလည်းတလားလုံးရင်ကုန်ခဲ့ရတဲ့ကျွန်တော်အတွက်တော့ဆုလက်တစ်ခုပါပဲရှုပ်ထွေးနေတဲ့စိတ်ခံစားချက်တွေနဲ့ကျွန်တော်ထွက်သွားဖို့လုပ်နေတော့သူ့ဖုန်းကဝီချက်ဗီဒီယိုကောဝင်လာတယ်ကြည့်လိုက်တော့သူ့ခမ်းဖော်ဖြစ်နေတယ်အဆောင်ကမိန်းကလေးတွေစိတ်ပူမှာစိုးတာရောသူတို့ကျွန်တော်ကိုမြင်သွားမှာကိုကြောက်တာရောကြောင့်ကင်မရာကိုချက်ချင်းဖုံးထားလိုက်တယ်အရှိရီနဲ့တော့နမေကြီးနေပြီဘယ်တင်နေတာလဲအခုတတော့မှနင်းနဲ့လင်းကျိုးတို့ယိုနေတဲ့ဗီဒီယိုတွေကြီးပဲတဲ့ကျွန်တော်လန့်သွားတယ်နာမေကြီးအင်ဖလူအင်စာကြီးပြောသလိုပဲကျွန်တော်လည်းအထစ်ထစ်ငေါငေါနဲ့အရှိရီကအရက်လွန်သွားပြီးဖျားကချောင်းဆိုးနေလို့သူ့ကိုအိမ်ပြန်ပို့ပေးတာပါလို့ပြောလိုက်တယ်ဒီကိစ္စကိုတတိထားမှရမယ်လေသူ့မှာရေးစားလဲရှိနေသေးတယ်မဟုတ်လားတကယ်လို့အထင်လွဲခံရရင်ရှင်းပြလို့တောင်ရတော့မှာမဟုတ်ဘူးကျွန်တော်စိုးရိမ်ထိတ်လန့်စွာနဲ့သူ့ခန်းဖော်ကိုလာပြုစုပေးဖို့ခေါ်မလို့လုံတုံးဗီဒီယိုခေါ်ဆိုမှုဟိုဘက်ချမ်းကမိန်းကလေးတွေအကုန်လုံးကအကိုကြီးကျမတို့ရဲ့ကိုကျိုးလို့ဝိုင်းអော်ကြတယ်ဟေ့မင်းတို့ရှောက်မခေါ်ကြနဲ့နော်လို့ပြောလဲဟိုဘက်ကဘာမှဂယုမဆိုင်ပဲမိုတန်မာကြီးနဲ့ကိုကျိုးရေကျမတို့ရဲ့အရှိရီလေးတော့နောက်ဆုံးမှရေးစားရသွားပြီပေါ့တဲ့ကျွန်တော်စိတ်တွေရှုပ်ထွေးသွားပြီးငါကသူ့ရေးစားမဟုတ်ဘူးလို့ပြောလိုက်တယ်ချက်ချင်းပဲဟိုဘက်ကတိတ်သွားတယ်သူတို့တွေငြိမ်သွားပြီလို့ထင်နေတော့ရှင်းကမိန်းကလေးလားလို့ဝိုင်းអော်ကြပြန်တယ်မဟုတ်ပါဘူးငါကယောက်ျားလေးပါလို့ဖြေလိုက်ရတယ်သူတို့လောက်တာနဲ့ကျွန်တော်လဲဇဝေးဇွာတွေချစ်ကုန်ပြီမဖြစ်နိုင်ပါဘူးငါတန်ကယောက်ျားလေးတန်နဲ့မတူလို့လားဒီညရှင်တို့နှစ်ယောက်မိန်းကလေးဆောင်ရှေ့မှာရှိနေတာမဟုတ်ဘူးလားတဲ့အဲ့ဒါဘာဖြစ်လဲလို့မေးတော့ဟိုဘက်ကပြန်ဆက်ကြပြန်တယ်ကိုကျိုးကျမတို့ရဲ့ကိုကျိုးတဲ့ဒီအရှုပ်ထွေးတွေပြီးသွားမှပဲကျွန်တော်တို့ရဲ့ဗီဒီယိုကတတော့ပေါ်မှာယူလောက်အောင်ပြန့်နှံ့နေမှန်းသိရတော့တယ်အခုဆိုတကြောင်လုံးသိနေကြပြီလေအွန်လိုင်းပေါ်မှာလည်းအရှိရီရဲ့စကားလုံးအစ်တစ်ခုခေတ်စားနေရဲ့ဗျယောက်ျားရေချစ်တယ်နော်မသွားပါနဲ့တဲ့တလားလုံးသူ့မှာရေးစားမရှိဘူးဆိုတာတကြောင်လုံးသိကြတာပဲသူကဘယ်ကယောက်ျားရလာတာလဲကျွန်တော်စားပွဲပေါ်ကဓာတ်ပုံပေါင်ကိုလမ်းကြည့်လိုက်တယ်ဟိုကောင်လေးများလားပေါ့ပြဿနာကြီးသွားမှာကိုမကြောက်တဲ့ဒီမိန်းကလေးတွေကမူပြီးဖျားနေတဲ့မိန်းကလေးတစ်ယောက်ကအရန်အနေများလို့ကျွန်တော်ကိုမဖြစ်မနေနေပြီးစောင့်ရှောက်ပေးဖို့ပြောကြသေးတယ်မနေ့ရောက်တော့ထိုင်ကုန်ပေါ်မှာအိမ်မုံစုံမွားမိနေတော့ရုတ်တရက်အရှိရီရဲ့စူးစူးဝါးဝါအော်တန်ကိုကြားလိုက်ရတယ်ကျွန်တော်လည်းအလိုလျောက်ခုန်ထလိုက်မိပြီးဘာဖြစ်လို့လဲလို့မေးလိုက်တယ်အဲ့ဒီနောက်ကျမ်းပြင်ကိုကြည့်လိုက်မိတော့ချက်ချင်းမျက်လုံးတွေပြူးကျဲသွားပြီးပါးစက်တောင်တော်ကြတဲ့အထိမပိတ်နိုင်တော့ဘူးကြည့်လိုက်တော့အရှိရီရဲ့အတွင်းခံတွေရောအဝတ်စားတွေပါကျမ်းပြင်ပေါ်မှာပြန့်ကျဲနေတာပဲကျွန်တော်ခေါင်းထဲမှာပလာကျင်းသွားတယ်ကိုဟာကိုတော့ဘာမှမလုပ်ခဲ့ပါဘူးပြာရခတ်သွားတဲ့ကျွန်တော်လည်းခေါင်းမမော့ရဲတော့ပဲလှည့်ပြီးအခန်းထဲကထွက်ဖို့လုံနေတော့မှပဲတင်းမာတဲ့အတန်တစ်ခုထွက်ပေါ်လာတယ်ရက်လိုက်စမ်းတဲ့ကျွန်တော်ခေါင်းမော့ကြည့်လိုက်တော့ရေချိုးတစ်ပတ်ကိုပတ်ထားပြီးညှက်ရိုးလေးတွေပေါ်နေတဲ့အရှိရီကိုတွေးလိုက်ရလို့ချက်ချင်းပဲဘာလို့ရမှန်းမသိဖြစ်သွားတယ်နာအရင်သွားတော့မယ်လို့ပြောပြီးအခန်းပေါက်စီပြေးထွက်ဖို့လုံတုံးအရှိရီကရေချိုးတစ်ပတ်ပက်လျက်သားနဲ့တကားဝမှာပိတ်ရက်လိုက်တယ်သူကဆွဲဆောင်မှုအပြည့်နဲ့လာပတ်နေပြီးရေချိုးတစ်ပတ်လေးရဲ့ပတ်ထားတာဆိုတော့ကျွန်တော်သူ့ကိုလုံးဝမထိရတော့ဘူးလေသူမကဆွဲဆောင်မှုရှိတဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီးပါးချိုင်လေးတွေပေါ်လာတဲ့အထိပြုံးပြလိုက်တယ်ပြီးတော့သူ့ရဲ့လာပတဲ့ခန္ဓာကိုယ်လေးကိုကျွန်တော်နားကပ်လာတယ်ကျွန်တော်ထွက်ပြေးချင်နေတာလားငိုချင်လေးရဲ့လက်သီးစုပ်ဆိုသလိုဖြစ်နေပြီးခေါင်းကိုသာကုတ်နေမိတော့တယ်အရှိရီကခြေတံရှည်ကြီးကိုမြောက်ပြီးတကားဝမှာပိတ်ရက်လိုက်တယ်သူ့ခန္ဓာကိုယ်လေးကအရန်ကိုဆွဲဆောင်မှုရှိလုံးတော့ကျွန်တော်လဲကြောက်ရင်လဲခုန်နေမိတယ်ဘာလို့ချင်လို့လဲလို့မေးလိုက်တယ်လင်းကျိုးနင့်ဟာနဲ့ငါ့ဝက်စားတွေကိုလည်းချွတ်ပြီးပြီလေသူကဖြည်းဖြည်းချင်းခေါင်းလေးကိုငုံချလိုက်ပြီးတွားနှံဖြူဖြူလေးတွေပေါ်လာတဲ့အထိပြုံးလိုက်တယ်အခုဆိုတကြောင်လုံးနဲ့အွန်လိုင်းတခွင်မှာလည်းပြက်နေပြီးငါကနင့်ရေးစားဖြစ်နေပြီကိုအခုနင့်လက်ထဲရောက်မှတာဝန်မယူချင်တော့ဘူးလားတဲ့အရှိရီငါတကယ်ဘာမှမလုပ်ခဲ့ရပါဘူးဟာလို့ကျွန်တော်လည်းရှင်းပြလို့မရအောင်အခက်တွေ့နေရတယ်ဟုတ်လို့လားဒါမှမဟုတ်မမှတ်မိတော့တာလားတဲ့ကျွန်တော်လည်းခြေထောက်ကိုစောင့်ကစိတ်တူတူနဲ့အဲ့ဒါဆိုမင်းကဘာဖြစ်ချင်နေတာလဲလို့မေးလိုက်တယ်ပြောပြီးတာနဲ့သူခေါင်းငုံပြီးအဟန်ဆောင်နေတော့ကျွန်တော်လည်းချက်ချင်းထွက်ပြေးလာခဲ့တော့တယ်အဲ့ဒီအခါသူကဆွဲဆောင်မှုရှိပြုံးလိုက်ပြီးယောက်ျားရေချစ်တယ်နော်မသွားပါနဲ့လို့လန့်អော်လိုက်တယ်ထောက်ရုတ်တရက်ကြီးခံစားလိုက်ရတဲ့ဒီလိုချုံမြင်တဲ့ခံစားချက်လေးကတကယ်ကိုမစိုးပါဘူးဒါပေမဲ့သူ့ကုတင်ကောင်းရင်းကတပ်ပုံပေါင်ကိုပြန်နှွေးပြီးတော့ရင်ထဲမှာစိုးနေသွားတယ်ကျွန်တော်ဆောင်ကိုပြန်ရောက်ချင်းပဲသူကဝီချက်ကနေစာပို့လာတယ်နင်းတကယ်တာဝန်မယူချင်ဘူးလားတဲ့ဝီချက်ပေါ်မှာစာတွေရိုက်လိုက်ဖြတ်လိုက်နဲ့အကြာကြီးစဉ်းစားပြီးမှစာနှဲငယ်ကိုအနိုင်နိုင်ရိုက်ပို့လိုက်တယ်အရှိကြီးမင်းညကကိစ္စကလုံးဝကိုအထင်လွဲမှုတက်ပါလို့ပြန်ပို့လိုက်တယ်လင်းကျိုးနင်ကတော့မေ့ပစ်လိုက်လို့ရတာပေါ့အွန်လိုင်းပေါ်နဲ့အကြောင်းတွေကကောလာဟလတွေကိုဘယ်လိုလုပ်မလဲတဲ့ဖုံးဆက်ခရင်မန်ကနေတောင်အရှိကြီးရဲ့ဒေါသထွက်နေတဲ့မျက်နှာကိုမြင်အောင်လာမိတယ်ကျွန်တော်လက်ကဖုံးဆက်ခရင်ပေါ်မှာရှိနေတော့မဲနောက်ထပ်စာတစ်စောင်ဝင်လာပြန်တယ်အခုနှစ်အတွက်ရွေးချယ်စရာလမ်းနဲ့လမ်းပဲရှိတယ်တကငါ့ကိုတာဝန်ယူဖို့နှစ်ကဒီသတင်းဆိုးတွေကိုဖြေရှင်းပေးဖို့ပဲတဲ့ကျွန်တော်လည်းကိုဘာမှမလုပ်ခဲ့ပဲနဲ့အခုလိုဖြစ်နေရလို့အရန်ကိုဒေါသထွက်ပြီးစိတ်ညစ်နေမိတယ်လိုအပ်ရင်တတော့ပေါ်မှာရှင်းလင်းချက်ဗီဒီယိုတင်ပေးလိုက်မယ်လေဒါပေမဲ့ငါခန်းဖော်ကောင်းမလေးတွေအကုန်လုံးကနင့်ကိုငါယောက်ျားလို့ပြောနေကြပြီမရဘူးငါသူတို့နဲ့လူချင်းတွေ့ပြီးတေချာရှင်းပြရမယ်တဲ့စနေနေ့ရောက်တော့အရှိရီကကျွန်တော်နဲ့သူ့ခန်းဖော်ကောင်းမလေးတွေကိုဒီကိစ္စနဲ့ပတ်သက်ပြီးရှင်းပြဖို့ချိန်လိုက်တယ်ကျွန်တော်ယောက်ျားလေးဆောင်တွေကထွက်လာတော့လူတစ်ယောက်နဲ့ဝင်တိုက်မိတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကြောင်အန်းဖြစ်သွားတယ်ဟင်ဒီလူကအရှိရီနဲ့တွဲရိုက်ထားတဲ့တပ်ပုံတွေကကောင်းလေးမဟုတ်ဘူးလားကျွန်တော်တို့အချင်းချင်းလည်းမတိကြတော့ခေါင်းညစ်ပြပြီးထွက်သွားဖို့လှုပ်လိုက်တယ်လင်းကျိုးလားသူကကျွန်တော်ကိုစိုက်ကြည့်ရင်မေးလိုက်တယ်စိတ်ညစ်စရာတွေရှိနေပုံပေါ်တဲ့သူကမင်းနဲ့အရှိရီနဲ့တွဲနေကြပြီလားလို့မေးတယ်ကျွန်တော်လည်းအံ့တသွားပြီးနည်းနည်းစဝေးစွာဖြစ်သွားတယ်သူကအရှိရီရဲ့ရေးစားမဟုတ်ဘူးလားသူကတန်တရားဝင်နေတဲ့ဟန်နဲ့မဟုတ်ဘူးလားလို့ပြန်မေးတယ်ဟာကျွန်တော်ရင်ထဲမှာအယမ်းကိုပျော်ရွှင်သွားတယ်သူကရေးစားဟောင်းဖြစ်ရမယ်ကျွန်တော်လည်းစမ်းတက်တဲ့အနေနဲ့မင်းကိုဘယ်သူပြောတာလဲလို့ပြန်မေးလိုက်တယ်သူကတတော့ကိုဖွင့်ပြီးဗီဒီယိုတချို့ကိုပြတယ်အားလုံးကကျွန်တော်နဲ့အရှိရီဖတ်ထားတဲ့ဗီဒီယိုတွေကြီးပဲ
ကျွန်တော်လည်းအနေရခတ်သွားလို့ဘာမှမပြောဘဲနေလိုက်တော့သူကတိတ်တဆိတ်ထွက်သွားတော့တယ်စနေနေ့မှာတော့နေတာပြီးကျွန်တော်ရဲ့စိတ်ခံစားချက်လိုပဲလင်းလက်တောက်ပတ်နေတယ်အဆောင်ရှိကိုရောက်တော့အပန်းဖြေဝတ်စုံဝတ်ထားတဲ့ကျွန်တော်တန်းဖော်ရွှေမုံချောင်းကိုတွေ့လိုက်ရတယ်သူလည်းအတူတူလိုက်စားချင်နေတာလေကျွန်တော်တို့နှစ်ယောက်စိုက်ပျိုးရေးခြံထဲကချယ်ရီခြံကိုရောက်တော့ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ပြီးရုတ်တရက်စိတ်ပြတ်သွားမိတယ်ဘာလို့လဲဆိုတော့အန်ရှိကြီးမရှိနေလို့ပဲကျွန်တော်နဲ့ရွှေမုံချောင်းထိုင်လိုက်ပြီးအတန်ကြားလို့ခေါင်းမောကြည့်လိုက်တဲ့အချိန်မှာပဲမျက်နှာပေါ်မှာအပြုံးတွေပေါ်လာတော့တယ်အဖြူရောင်ကာဝင်တိုလေးကိုဝတ်ဆင်ထားတဲ့အန်ရှိကြီးကအသားဖြူဖြူလှလှလေးနဲ့နင်းတော်တဲ့ကဆင်းသက်လာတဲ့နတ်မိမယ်လေးတစ်ပါးလိုပဲအဝေးကနေစတော်ဘယ်ရီချင်းလေးဆွဲပြီးဖြည်းဖြည်းချင်းလျှောက်လာတယ်လူအုပ်ထဲမှာဆိုရင်သူကအမြဲတမ်းထင်ပေါ်နေတတ်တာပြီဟိုကောင်မလေးတစ်တိုက်ကတော့စပြီးယူးကြောင်ကြောင်လောက်ကုန်ပြီကျွန်တော်ကိုမြင်တာနဲ့ကိုကျိုးလို့ဝိုင်းခေါ်ကြတယ်အဲ့ဒါကြောင့်ကျွန်တော်လည်းနင်းနေရှက်သွားတယ်အန်ရှိကြီးကကျွန်တော်ကိုအဝေးကနေကြည့်နေပြီးသူ့ရဲ့အပြုံးလေးတွေကပြားရီထက်တောင်ချုံမြနေသေးတယ်မလန့်မကန်းမှာရှိနေတဲ့ခြံရဲဆိုတဲ့ကောင်ကတော့မိဘတက်ရန်သူလိုကျွန်တော်ကိုစိုက်ကြည့်နေတယ်ကျွန်တော်လည်းချောင်းဟန့်လိုက်ပြီးမီးတီးဆိုတာသူများတွေကိုလင်းစေဖို့ပါပဲလို့တွေးလိုက်မိတယ်လာတဲ့သူတွေတကယ်မနေဘူးပြကျွန်တော်မျက်နှာတောင်နင်းနေထူပူလာတယ်လို့ပဲသူ့ရဲ့အခန်းဖော်တွေကလည်းပြဿနာကြီးသွားမှာကိုမကြောက်ကြဘူးကျွန်တော်ကိုမြင်တာနဲ့ကိုကျိုးလို့တခွန်းပြီးတခွန်းအော်ခေါ်နေကြတယ်ဒီမှာလားကျမတို့ရဲ့အန်ရှိကြီးနားမှာလာထိုင်တဲ့ကောင်မလေးတအုပ်ကကျွန်တော်ကိုအန်ရှိကြီးရဲ့ဘေးနားကိုတွန်းပို့လိုက်ကြတယ်ကျွန်တော်လည်းချယ်ရီပင်ကိုမိပြီးသူ့နားကိုခေါင်းတိုးသွားလိုက်တယ်အဲ့ဒါဆိုငါရှင်းပြတော့မယ်နော်လို့ပြောလိုက်တယ်သူကအရင်ဆုံးသူ့မျက်လုံးထောင်းကနေကျွန်တော်ဘေးနားကိုလန့်ကြည့်လိုက်ပြီးရုတ်တရက်အပြုံးမျက်နှာကနေချက်ချင်းမျက်နှာဆူပုတ်သွားတယ်ဘာဖြစ်တာလဲတခြားမိန်းကလေးတယောက်ကိုခေါ်လာတာဆိုတော့နင်ကတောင်းမယူချင်တော့ဘူးပေါ့လေတဲ့ပြောပြီးတာနဲ့သူစကားမသွားမှန်းသိသွားလို့အလိုလျောက်ဘာဆက်ကိုပိတ်လိုက်တယ်ပြီးတော့အဲ့ဒီအခန်းဖော်ကောင်မလေးတွေအကုန်လုံးကသူ့ဘေးနားကိုဝိုင်းအောင်လာကြတယ်အဲ့ဒီကောင်မလေးတွေလည်းတယောက်တစ်ပေါက်ပြောနေကြတယ်တော်သေးတာပေါ့အန်ရှိကြီးကနှုတ်လုံလို့မဟုတ်ရင်ဘာပြဿနာတွေတက်ဦးမလဲမသိဘူးအဲ့ဒီအချိန်ကျမှအေးဆေးဆေးနေတတ်တဲ့ရွှေမုံချောင်းကိုတတိယသွားတယ်အန်ရှိကြီးကလည်းစူးစူးရဲရဲစိုက်ကြည့်နေတာလေကျွန်တော်လည်းအနေရခက်ခက်နဲ့ရွှေမုံချောင်းကိုပြုံးပြလိုက်တော့သူကခေါင်းလေးရဲညစ်ပြရှာတယ်ကျွန်တော်ရွှေမုံချောင်းကိုခေါ်လာတာမြင်ကလေးကအန်ရှိကြီးတစ်ချိန်လုံးမျက်နှာဆူပုတ်နေတယ်သူကတစ်ပင်ပေါ်ကနေချယ်ရီတီးနေနေကူပြီးကျွန်တော်ကိုပေးမလို့လုပ်ပေမဲ့နောက်ဆုံးတော့ရွှေမုံချောင်းကိုမလိုလားတဲ့အကြည့်နဲ့စူးရဲစွာကြည့်ပြီးသူ့အခန်းဖော်ကိုပေးလိုက်တယ်ကျွန်တော်ကတစ်ပင်ပေါ်တက်ပြီးနှလုံးသုံးလုံးလောက်စားလိုက်တယ်ပြီးတော့တစ်ပင်ပေါ်ကနေစောက်ထိုးရဲလောင်းကြပြီးသူ့ကိုလက်နဲ့လမ်းလို့လိုက်တယ်သူ့သားရည်လေးကထိလိုက်ရင်တောင်ပေါက်ထွက်သွားမတက်နူးညံ့လုံးနဲ့အရှိကြီးကနှုတ်ခမ်းလေးဆူပြီးစိတ်ကောက်ရည်တုံးပဲမရှုပ်ချင်ဘူးလားအမေယာကိုကလည်းအလားကားတက်တက်အပြစ်တင်မခံချင်ဘူးလေပြဿနာကိုဖြေရှင်းပေးဖို့လာခဲ့တာပါလို့ပြောလိုက်တယ်ဒါပေမဲ့သူ့မျက်နှာထားကအဓိကကိစ္စကိုတောင်မေ့နေတဲ့ပုံပဲကျွန်တော်တစ်ပင်ပေါ်ကနေခုံဆင်းလိုက်ပြီးငါကတော့ရှင်းပြပြီးပြီနော်လို့တိုးတိုးလေးပြောလိုက်တယ်သူကခေါင်းလဲသွားပြီးနင့်တဘောပဲလေတဲ့ကြည့်ပါဦးသူ့အချိုးကိုကိုကျိုးအတွက်လုံနေတယ်လို့နဲ့တကယ်တော့ကျွန်တော်လည်းတော်တော်လေးစိတ်ရှုပ်ထွေးနေတာပါမင်းညကကိစ္စတာမဖြစ်ခဲ့ရင်ကျွန်တော်ရှင်းပြချင်မှရှင်းပြမိမှာအဲ့ဒီမှာဇလန်းရှာချင်နေတဲ့သူ့ရဲ့အခန်းဖော်ကောင်မလေးတွေကလင်မယားနှစ်ယောက်ဘာတွေတီးတိုးပြောနေကြတာလဲသတင်းကောင်းလေးတွေရှိရင်လည်းဝေမျှကြပါဦးလို့ဝိုင်းဆက်ကြတယ်အရှိကြီးကစူးစူးဝါးဝါတစ်ချက်လန်းကြည့်လိုက်တော့အခန်းဖော်တွေချက်ချင်းငြိမ်ကျသွားတယ်ကျွန်တော်ချယ်ရီပင်ပေါ်တက်သွားပြီးလဲချောင်းရှင်းလိုက်ကအားလုံးပဲခါလောက်တိတ်တိတ်နေပေးပါကျွန်တော်ပြောစရာရှိလို့ပါလို့အော်ပြောလိုက်တယ်အားလုံးကကျွန်တော်ကိုပြိုင်တူလန်းကြည့်လာကြတယ်ပြီးတော့လက်ခုပ်တီးပြီးကိုကျိုးကအရှိကြီးကိုချစ်ခွင့်ပန်တော့မယ်ဟေ့လို့အော်ကြတယ်အဲ့ဒီစကားလဲကြားရောကျွန်တော်တစ်ပင်ပေါ်ကနေပြုတ်ကြမလို့တောင်ဖြစ်သွားတယ်ကံကောင်းလို့တစ်ကိုင်းကိုဖမ်းကင်ထားနိုင်ပြီးစိတ်ကိုပြန်ဆူးစီးကမင်းတို့ရဲ့ကိုကျိုးကမဟုတ်ရပါဘူးဗျလို့စကားဆက်လိုက်တယ်သူတို့အကုန်လုံးကြောင်အန်းဖြစ်သွားကြပြီးတယောက်မျက်နှာတယောက်ကြည့်ကဘာမှမသိဖြစ်ကုန်ကြတယ်အဲ့ဒီမှာတယောက်ယောက်ကကိုကျိုးမဟုတ်လဲဦးလေးကျိုးပေါ့လို့ထောက်អော်တယ်ကျွန်တော်လဲသူတို့လောက်တာနဲ့စကားတောင်မပြောနိုင်တော့ဘူးဒီလိုဆက်စနေကြရင်နောက်ဆုံးတော့ကျွန်တော်ကပကြီးဖြစ်သွားလိမ့်မယ်လို့တွေးနေမိတယ်ထင်းတဲ့အတိုင်းပဲတယောက်ကဆရာခင်ပွန်းကြီးဆရာကတော့ကိုဒီလိုရဲရဲဆက်ဆက်ပစ်ထားနိုင်လို့လားလို့အော်ပြောပြန်တယ်ကျွန်တော်လဲဘာလို့ရမှမသိဖြစ်ပြီးချယ်ရီပင်အောက်မှာအေးလူလူမိနေတဲ့အန်ရှိကြီးကိုလမ်းကြည့်လိုက်တော့သူကတောင်ပြောနိုင်သေးတယ်ဗျာဒါကပြဿနာကိုဖြေရှင်းတာနဲ့ဘယ်သူတော့မလဲကျွန်တော်ကိုဝိုင်းပြီးအပြစ်တင်နေကြတယ်လို့ပဲကျွန်တော်နင်းနဲ့ဒေါသထွက်လာပြီးသူ့ကိုစိုက်ကြည့်လိုက်တယ်သူ့မျက်နှာလေးနီးရဲသွားပြီးပါဆက်ကိုအုပ်ကရဲလိုက်တယ်ပြီးတော့ကျွန်တော်ကိုငေးမောကြည့်နေတော့ကျွန်တော်ရင်တွေတောင်ခုန်လာတယ်ဒီကောင်မလေးကတကယ်ကိုမိုက်တာဗျာကျွန်တော်ကြည့်ရင်ငေးသွားလို့တစ်ပင်အောက်ကိုပြုတ်ကြမလို့ဖြစ်သွားတယ်ကံကောင်းလို့တစ်ကိုင်းကိုအချိန်မီဖမ်းကင်ထားနိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်နှုတ်ခမ်းကသူ့ရဲ့နှုတ်ခမ်းနီလေးကိုပုတ်တိုက်မိသွားပြီးတကိုယ်လုံးကိုလျှက်စစ်စီးသွားတယ်လို့ပဲခံစားလိုက်ရတယ်အရှိကြီးလည်းကမန်းကရန်နှုတ်ခမ်းကိုအုပ်လိုက်ပြီးသူ့ပါးပြင်းနှစ်ဖက်မှာရှက်သွေးတွေဖြာသွားတယ်ရုတ်တရက်ရွှေမုံချောင်းကမျက်နှာကြီးမင်းမောင်သွားပြီးအကြောင်းပြချက်မရှိပဲအကျယ်ကြီးអော်လိုက်တယ်အဲ့ဒီအော်တန်ကတခြားတန်တွေအကုန်လုံးကိုဖုံးလွှမ်းသွားတယ်လင်းကျိုးကအန်ရှိကြီးရဲ့ရေးစားမဟုတ်ဘူးတဲ့အားလုံးကြောင့်အန်းဖြစ်သွားပြီးရုတ်တရက်အန်းစရာစကားပြောချလိုက်တဲ့ရွှေမုံချောင်းကိုဝိုင်းကြည့်ကြတယ်တစ်ပင်အောက်ကအန်ရှိကြီးစီကနေအေးဆက်ဆက်ခံစားချက်ကိုကျွန်တော်ခံစားလိုက်ရပြီးလေထုကြီးတစ်ခုလုံးရက်တန့်သွားတယ်လို့ပဲရွှေမုံချောင်းကကျွန်တော်ကိုတွေးဝေတဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီးလင်းကျိုးကငါ့ရဲ့ရေးစားပဲလို့ထပ်ပြောလိုက်တယ်ကျွန်တော်ခေါင်းထဲမှာဗလာချင်းသွားပြီးတနေရာလုံးတင်ချိုင်းကုန်းလိုတိတ်ဆိတ်သွားတော့တယ်အန်ရှိကြီးရဲ့မျက်နှာကမုံကုတ်သွားပြီးသူ့ခန်းဖော်တွေလည်းချက်ချင်းအတန်းတိတ်သွားကြတယ်ဒီအရှုပ်တော်ပုံကြီးပြီးသွားပြီလို့ထင်နေတော့အန်ရှိကြီးကရုတ်တရက်ခေါင်းမော့လာပြီးဒေါသတွေပြည့်နေရဲ့မျက်ဝန်းတွေနဲ့ကျွန်တော်ကိုစိုက်ကြည့်ကသူကနင့်ကောင်မလေးလားလို့မေးတယ်ကျွန်တော်ပတိပါမလဲဗျာစကားပြောဖို့ပါဆက်ဟလိုက်တဲ့အချိန်မှာပဲရွှေမုံချောင်းကကျွန်တော်စကားကိုဖျက်ပြောလိုက်တယ်နာကကိုကျိုးရဲ့ကောင်မလေးရဲ့တဲ့ရွှေမုံချောင်းကကျွန်တော်ကိုလာတော့တယ်လူများရှိမှာပဲအရှိကြီးရဲ့မကျေနပ်တဲ့အကြည့်တွေကိုကျွန်တော်လန့်ကြည့်နေမိတော့ရွှေမုံချောင်းကစိုက်ပျိုးရေးခြံထဲကနေထွက်သွားတော့တယ်ကျောင်းကိုပြန်ရောက်တော့ရွှေမုံချောင်းကသူ့လက်လေးကိုစုပ်နေရင်ငါလှုပ်လိုက်တာနင်းနေရိုင်းသွားသလားလို့မေးတယ်ကျွန်တော်တော်ကြတဲ့အထိဘာမှပြန်မပြောမိဘူးသူကအထစ်ထစ်ငေါငေါနဲ့အဲ့ဒီတုန်းကသူတို့နင်းကိုအကြက်ရိုက်အောင်လုပ်နေတာမြင်လို့နင်းကိုကူညီပြီးရှင်းပေးခြင်းုံတက်တက်ပါတဲ့ဘာဖြစ်သွားမှမသိပေမဲ့ကျွန်တော်ရင်ထဲမှာအကြောင်းပြချက်မရှိပဲဝမ်းနေသွားမိတယ်ဒါပေမဲ့ရွှေမုံချောင်းဘက်ကလည်းမမားပါဘူးတကယ်လည်းဘာမှရှင်းပြနေစရာမလိုပါဘူးဓာတ်ပုံပေါင်းထဲကကောင်လေးကသူ့ရဲ့ရေးစားဟောင်းမှန်းတီးလိုက်ရကြတဲ့ကကျွန်တော်မရှင်းပြချင်တော့ပါဘူး
ဒါပေမဲ့ကျောင်းဖွင့်ပြီးတလကြာတဲ့အထိသူကျွန်တော်ကိုလုံးဝစိတ်မဝင်စားခဲ့ဘူးဆိုတာကျွန်တော်သိပါတယ်ဒီပြဆက်ကြီးကိုအဆုံးသတ်တဲ့အချိန်ရောက်ပါပြီရွှေမုံကျောင်းကအာနာနေတဲ့မျက်နှာထားနဲ့ဖြစ်နေတာကိုမြင်တော့ကျွန်တော်တက်ပြင်းတစ်ချက်ချပြီးရပါတယ်ဘာမှမဖြစ်ပါဘူးလို့ပြောလိုက်တယ်ရွှေမုံကျောင်းကမသွားခင်လေသူတို့ကလူကောင်းတွေမဟုတ်ပါဘူးနင့်ကိုတက်တက်ရှုံးဖောက်နေကြတာလို့ပြောသွားသေးတယ်အဲ့ဒီနောက်တစ်ပတ်လောက်ထိအန်ရှိရီကိုမတွေ့ရတော့ဘူးနိုင်ငံရေးသဘောတရားဘုံဘာသာရဲ့တင်နန်းတက်တဲ့အချိန်ရောက်တော့မှကျွန်တော်နဲ့ရွှေမုံကျောင်းအတူတူအတန်းနဲ့ဝင်သွားတယ်မာတီမီဒီယာစာတင်ကန်းထဲမှာတော့အန်ရှိရီကဟန်တရုတ်ရိုးရာဝတ်စုံလေးဝတ်ထားပြီးကျွန်တော်ငေးကြည့်နေမိတယ်သူကတကယ်ကိုရှေးခေတ်ကမင်းသမီးလေးတစ်ပါးလိုမြင့်မြတ်ပြီးကြက်တရေရှိလုံးလာပါတယ်ကျွန်တော်ငေးနေတာအရန်ကြာသွားလို့လားတော့မသိဘူးရွှေမုံကျောင်းကတီးကျင်စိတ်နဲ့လန့်ကြည့်လာပြီးသူ့စီသွားကျင်လို့လားတဲ့ကျွန်တော်တော်တော်လေးစိတ်ရှုပ်ထွေးနေမိတယ်ဘာကိုမျောလင့်နေမိမှန်းလဲကိုမသိပါဘူးရုတ်တရက်အန်ရှိရီရဲ့ဘေးနားမှာချင်းရှန်ရောက်လာတယ်သူတို့နှစ်ယောက်ဘာတွေတီးတိုးပြောနေကြမှန်းတော့မသိဘူးပြီအတန်းတက်မဲ့လူအုပ်ကြီးကကျွန်တော်ရဲ့အမြင်အာရုံကိုကွယ်သွားစေတယ်သူကျွန်တော်စီလာခြင်းနေတာဖြစ်မယ်လို့ကျွန်တော်ခံမှန်းမိတယ်ကျွန်တော်ကြောင့်အန်းနဲ့ရဲစရာဖြစ်နေတဲ့ပုံရိပ်တွေကတတော့ဘော်ကိုထပ်ပြီးပြန့်သွားပြန်တယ်အတန်းစင်းလို့ရွှေမုံကျောင်းနဲ့အတူစာတင်ကန်းထဲကနေထွက်လာတဲ့အချိန်မှာတော့ကျောင်းထဲကလူတွေရောအွန်လိုင်းပေါ်ကလူတွေပါအတင်းဖြစ်နေဆက်ပြောနေကြပြန်ပြီလေစာတင်ဆောင်အောက်မှာကျွန်တော်ရွှေမုံကျောင်းကိုနှုတ်ဆက်နေတော့ရုတ်တရက်အနောက်ဘက်ကနေနှွေးထွေးတဲ့အဖက်ရန်တစ်ခုကကျွန်တော်ကိုတိုင်းဖက်လာတယ်တင်းပြန့်တဲ့ရေမွေးနဲ့လေးနဲ့အတူရင်းနှီးနေတဲ့ကိုတင်းနဲ့လေးတစ်ခုအန်ရှိရီလေးဘေးနားမှာအကဲခတ်နေကြတဲ့လူတွေလည်းပိုများလာတယ်ကျွန်တော်မျက်မှောင်ကျုပ်သွားပြီးအန်ရှိရီဘက်ကိုလှည့်ကြည့်လိုက်တယ်ငိုရခက်ရဲရခက်ကြီးဖြစ်သွားတာပေါ့ဗျာအထင်လွဲတာတွေကိုရှင်းပြခိုင်းထားပြီးတော့အခုလိုဖြစ်လာမယ်လို့လုံးဝမထင်ထားခဲ့ဘူးအန်ရှိရီကကျွန်တော်ကိုစိုက်ကြည့်နေပြီးတော့ချစ်ရီရွှမ်းတဲ့မျက်ဝန်းတွေနဲ့ယောက်ျားရည်လို့ခေါ်လိုက်တယ်သူ့ရဲ့ဖြူစင်တဲ့မျက်နှာလေးနဲ့တွယ်လားလားပါတဲ့ခန္ဓာကိုယ်လေးကြောင့်ကျွန်တော်ဘာလို့ရမှန်းတောင်မသိတော့ဘူးရွှေမုံကျောင်းကအန်ရှိရီကိုဆွဲဖယ်ဖို့လုပ်ပေမဲ့သူကပို့ပြီးတော့တောင်တင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်သေးတယ်ရွှေမုံကျောင်းကအစွမ်းကုန်အားသုံးပြီးဆွဲဖယ်လိုက်တော့အန်ရှိရီနာသွားပုံရတယ်နာလုံးလို့မျက်နှာလေးရှုံးမဲ့သွားတဲ့အထိဖြစ်သွားပေမဲ့ဘာကိုမှဗီယူးမဆိုင်ပဲကျွန်တော်ကိုဖတ်ထားတော့မယ်ဘားပြင်ပေါ်မှာမျက်ရည်တွေတောင်စီးကျလာပြီးယောက်ျားရည်မသွားပါနဲ့လို့တွတ်ပြောနေရှာတယ်ကျွန်တော်လည်းစိတ်မကောင်းဖြစ်သွားပြီးရွှေမုံကျောင်းကိုတတိပေးလိုက်တယ်သူတက်တက်ကြီးကြနေတာပါလို့စိတ်ကောက်သွားပုံရတဲ့ရွှေမုံကျောင်းကမျက်လွှာချသွားပြီးရွှေမုံကျောင်းနင်အရင်ပြန်နစ်လိုက်လေငါသူ့ကိုရှင်းလိုက်ပါမယ်လို့ပြောလိုက်တယ်ရွှေမုံကျောင်းထွက်သွားရင်းနဲ့လက်ကြီးလုံးနေတော့ကျွန်တော်ကပြုံးပြီးငါအဆင်ပြေအောင်ရှင်းလိုက်ပါမယ်လို့ပြောလိုက်တယ်အရှိရီကခြေပြားထောက်ကြည့်ပြီးရွှေမုံကျောင်းဝေးရောက်သွားမှပဲအဖက်ကိုရှော့လိုက်တယ်ပြီးတော့သူ့ခေါင်းလေးကိုကျွန်တော်ပခုံးပေါ်မိထားလိုက်တယ်သူ့ရဲ့နှွေးထွေးတဲ့နှာခေါင်းငွေလေးတွေကကျွန်တော်လေပင်ပေါ်ကိုကြားရောက်လာတော့ကျွန်တော်ရင်ထဲမှာနည်းနည်းကြောက်ဖြစ်သွားရတယ်အဲ့ဒီအချိန်ရုတ်တရက်ပဲကျွန်တော်ဦးနောက်ထဲကအကျိတ်ကအာယုံကြောတွေကိုသွားဖိမိပြန်တယ်သူအဲ့ဒါကိုတတိထားမိသွားတော့ကပ်ပြားကကျွန်တော်ကိုလွတ်ပေးလိုက်တယ်ကျွန်တော်ရဲ့အင်ဂျီဖြူအိတ်ကက်ထဲကနေဆေးကိုထုတ်ပြီးရေတန့်ဘူးကိုဖွင့်ကကျွန်တော်ကိုတိုက်တယ်သူပြင်ပေးရဲ့ဆေးတွေကတလုံးမှမမားဘူးဆိုတာမြင်လိုက်ရတော့ဆေးတောက်ပြီးသွားတဲ့ကျွန်တော်လည်းပြာရခတ်နေတဲ့သူ့ကိုကြောင်ငေးကြည့်နေမိတယ်ကျွန်တော်ဘာဆေးတောက်ရလဲဆိုတာသူဘလို့လုပ်သိနေတာလဲကျွန်တော်ခြေနေနည်းနည်းပြန်ကောင်းလာတော့သူကျွန်တော်ကိုထပ်ပြီးကတ်တွယ်လာပြန်တယ်ကျွန်တော်သူ့မိသားစုကိုအကြောင်းကြားပြီးသူ့ကိုဖြောင်းဖျခိုင်းမလို့လုပ်ပေမဲ့သူကဖုန်းကိုလုံးဝပေးမကင်ဘူးဗျာသူ့ခန်းဖော်မိန်းကလေးတွေစီဖုန်းဆက်တော့လဲသူတို့ကဖုန်းမကင်ကြဘူးလင်းကျိုးနေငါ့ကိုအပြင်ခေါ်သွားမှငါလွတ်ပေးမယ်တဲ့သူကသွားလေးတွေပေါ်အောင်ပြုံးဖြီးဖြီးနဲ့ပြောတယ်သူ့ကိုချော့တဲ့အနေနဲ့မုံလွဲပိုင်းမှာကျွန်တော်တို့နှစ်ယောက်လုံးခွင့်ယူလိုက်ရတယ်တိရစ္ဆာန်ယုံကနေကစားကွင်းအဲ့ဒီကနေမှဘားကိုဆက်သွားကြတယ်တနေကုန်ပတ်မွေပြီးသွားလို့သူမူပြီးငိမ့်ကျသွားတော့ပြီးထင်နေတာကျွန်တော်ကိုကော်နဲ့ကတ်ထားတယ်လို့ပို့ပြီးတောင်ကတ်တွယ်နေသေးတယ်ငါအဆောင်မပြန်ဘူးနေနဲ့အတူတူအိတ်မာတဲ့ရစ်ပြီးပြောနေတဲ့သူ့စကားတွေကိုကြားတော့ကျွန်တော်ကြက်တီးတွေတောင်ထပ်သွားတယ်ဘာမှလုံးမရတဲ့အဆုံးကျွန်တော်မှတ်မိတလောက်နဲ့အဲ့ဒီအခန်းကိုပဲပြန်ခေါ်လာခဲ့ရတယ်ကျွန်တော်ပြန်ဖို့လို့တော့သူဆိုးဆိုးရွားရွားချောင်းဆိုးနေတာကိုကြားလိုက်ရပြန်တယ်ကံကောင်းလို့အခန်းထဲမှာဆေးနေကြံနေသေးတယ်သူ့ကိုဆေးတိုက်နေတော့သူရုတ်တရက်ကျွန်တော်လက်ကိုလမ်းကင်လိုက်ပြီးယောက်ျားကြီးမသွားဘဲနေလို့မရဘူးလားတဲ့သူ့ရဲ့နူးညံ့တဲ့စကားတန်လေးကနှွေးထွေးရဲ့ရေစီးချောင်းတစ်ခုလိုကျွန်တော်နှလုံးသားထဲကိုစီးဝင်သွားတယ်ကျွန်တော်ရင်တွေဒိန်းတိုင်းနဲ့ခုန်လာတယ်ကျွန်တော်စိတ်ရိုင်လဲတော့မဲ့အချိန်မှာပဲသူ့ရဲ့စကားတကွန်းကကျွန်တော်စိတ်ခံစားချက်ကိုတဝက်လောက်ရော့ကျသွားစေတယ်နင်းတာဝန်ယူရမယ်နော်တဲ့သူကနင်းနေမူးနေတဲ့အတန်ရီဝေမျက်ဝန်းတွေနဲ့ပြောလိုက်တာပါကျွန်တော်ကိုကောင်းပေါ်ကအကျိတ်ကိုစမ်းကြည့်လိုက်ပြီးကို့မှာအသက်ရှင်ဖို့အချိန်သိမ့်မကြံတော့ဘူးဆိုတာကိုသိနေရဲ့လေငါဆိုဖာပေါ်မှာပဲတွားအိတ်လိုက်ပါမယ်လို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူကကျွန်တော်ကိုပုတ်တီးပုတ်တက်လုပ်နေပြီးယောက်ျားကြီးလာဖတ်ထားပေးပါတဲ့သူကရစ်တီရစ်တီနဲ့တွားနှံဖြူဖြူလေးတွေပေါ်အောင်ပြုံးပြပြီးမှမျက်လုံးလေးမိတ်သွားတော့တယ်ကျွန်တော်လည်းသူ့ကိုချထားပေးခဲ့ပြီးဆိုဖာပေါ်မှာတွားအိတ်လိုက်တော့တယ်မနဲ့လင်းတော့တခုခုကကျွန်တော်ပေါ်ကိုဖိချထားသလိုလေးလံတဲ့ခံစားချက်ကိုရလိုက်တယ်မျက်လုံးကိုပုတ်ပြီးဖွင့်ကြည့်လိုက်တော့အန်ရှိရီကကျွန်တော်ပေါ်မှာမောက်ရက်ကြီးဖြစ်နေတာကိုအန်သားစွာတွေ့လိုက်ရတယ်ပိုဆိုးတာကသူ့ရဲ့နှုတ်ခမ်းနီလေးကကျွန်တော်နှုတ်ခမ်းနဲ့ထိကပ်နေတာပဲကျွန်တော်သူ့ကိုလည်းမဖက်ရဲတာနဲ့တမင်တက်တက်ချောင်းဟန်ပြလိုက်တယ်အဲ့ဒီအခါသူညာဘက်မျက်လုံးကိုတစ်ချက်ဖွင့်ကြည့်ပြီးတော့ချက်ချင်းပြန်မိတ်သွားတာကိုသတိထားမိလိုက်တယ်ရှင်းနေတာပဲသူအိတ်ချင်အောင်စောင့်နေတာလေအနေရခက်တဲ့အခြေအနေကိုဖြေရှင်းဖို့ကျွန်တော်ကပဲစကားဆက်လိုက်တယ်အန်ရှိရီမင်းကဆိုဖာပေါ်ဘလို့လောက်ရောက်လာတာလဲလို့ကျွန်တော်သူ့ကိုအားရပါရလှုပ်နှိုးလိုက်တယ်သူကမန်းကရန်ခေါင်းမော့လာပြီးကျွန်တော်ပေါ်ကိုရောက်နေတာကိုမြင်သွားတော့လင်းကျိုးနင်းဘလို့လှုပ်လိုက်တာလဲတဲ့သူတော်တော်လေးဒေါသထွက်သွားပုံရတယ်သူ့ရင်ဘက်ကိုလက်နှစ်ဖက်နဲ့ကာထားပြီးကျွန်တော်ကိုလက်ညှိုးထိုးပြနေတယ်အဲ့ဒီအချိန်ကျမှပဲအရင်တစ်ခေါက်သူဝစ်စားတွေချွတ်ချလိုက်တဲ့ကိစ္စကိုကျွန်တော်သတိရသွားတယ်တကယ်တော့ဒါတွေအကုန်လုံးကသူတမင်တက်တက်လုပ်နေတာပဲဒါတွေကိုတွေးမိတော့ကျွန်တော်ကိုယ့်ဘာသာတောင်သတိမထားမိပဲပြုံးမိသွားတယ်လင်းကျိုးနင်ကရဲတောင်ရဲသေးတယ်ပေါ့ငါနဲ့ဘာဆိုင်လို့လဲဗျာဘသူကငါ့ပေါ်ကိုသူ့ဘာသာတက်လာပြီးတော့အခုကျမှလာဆွဲနေတာလဲကျွန်တော်နင်းနဲ့ဒေါသထွက်သွားတယ်ကိုယ့်ဘာသာဘာလုပ်ခဲ့လဲဆိုတာမသိဘူးလားလို့သူထပ်သွားပြီးအခန်းစားပွဲပေါ်မှာမောက်ပြီးတော့အားရပါရငိုချလိုက်တယ်လင်းကျိုးနင်တာဝန်ယူရမယ်နော်ကျွန်တော်ဒေါသလည်းထွက်ရလဲရဲကျင်သွားတယ်ဒါပေမဲ့ကျွန်တော်ခေါင်းကိုကျွန်တော်ပြန်ဆန်းကြည့်ပြီးတော့ဒီနေရာကနေထွက်သွားဖို့ပဲပြက်ပြက်သားသားဆုံးဖြတ်လိုက်တယ်မပြေးပါနဲ့အရှိရီကတကားကိုတွန်းဖွင့်ပြီးပြေးထွက်လာတယ်
နောက်တနေ့မနက်အဆောင်ကဆင်းလာတော့တကယ်ပဲအန်ရှိရီကိုမတွေ့ရတော့ဘူးကျွန်တော်ရင်ထဲမှာအလိုလိုနေရင်ဟာရာကြီးဖြစ်သွားရတယ်ညနေပိုင်းအတန်းဆင်းလို့မင်းကလေးဆောင်ရှိကနေဖြစ်သွားတဲ့အချိန်ကျတော့အရက်ရှိရှိနဲ့ဆွဲဆောင်မှုရှိတဲ့ကောင်မလေးတယောက်ရဲ့ပုံရိပ်ကကျွန်တော်မျက်စိထဲကိုဝင်လာတယ်သူ့ပတ်ဝန်းကျင်မှာလည်းတင်းပြတ်တဲ့ရေမွေးနဲ့လေးကလွှမ်းကြုံနေတာပေါ့ကျွန်တော်တို့နှစ်ယောက်ကြားမှာလမ်းမတစ်ခုပဲခြားပြီး1 မီတာ2 မီတာလောက်ပဲကွာတော့တယ်အန်ရှိရီကကျွန်တော်ကိုအလွမ်းတွေအပြည့်နဲ့စိုက်ကြည့်နေတယ်သွားပါပြီဒီကြီးကြားတဲ့ကဆေးနဲ့မလေးရောက်လာပြန်ပြီထင်းတဲ့အတိုင်းပါပဲသူကကျွန်တော်စီကိုအပြေးလေးလာပြီးကျွန်တော်ကိုကတ်တွယ်လိုက်တယ်ပြီးတော့သူ့ရဲ့လှပတဲ့မျက်ဝန်းလေးတွေနဲ့မောကြည့်ပြီးယောက်ျားမနေ့ကစိတ်ဆိုးသွားလားတဲ့ကျွန်တော်မျက်မှောင်ကျုပ်လိုက်မိတယ်မင်းနဲ့ပတ်သက်ပြီးတော့ငါမှစိတ်ဆိုးခွင့်များရှိလို့လားသူ့ကိုတွန်းဖယ်ပစ်ဖို့ကိုယ်တိုင်တောင်သတိမထားမိပဲတွေးလိုက်မိပေမဲ့တကယ်တမ်းကျတော့လည်းမရက်ဆက်ရပါဘူးဗျာဒါပေမဲ့ဖြတ်သွားဖြတ်လာအကြောင်းသားတွေကဖုန်းတွေကင်ပြီးတော်ရိုက်နေကြပြန်ပြီဒီကိစ္စကပိုပြီးကြီးကျယ်လာမှာကိုကျွန်တော်တကယ်ပဲစိုးရိမ်နေမိတယ်လူပိုများလေသူကပိုပြီးတင်းတင်းကြပ်ကြပ်ဖက်လေရဲ့ဒီအရှိရီကတော့ပြဿနာကြီးသွားမှာကိုလုံးဝမကြောက်တဲ့ပုံပဲအဲ့ဒီအချိန်မှာသူ့ရဲ့အခန်းဖော်တွေလည်းကွက်တီဖြစ်သွားကြတယ်ဒါပေမဲ့သူတို့ကပြုံးစီစီနဲ့ကျွန်တော်တို့ကိုတစ်ချက်ကြည့်သွားကြတယ်ကျွန်တော်လည်းရင်ပူလုံးလို့အော်ပြောလိုက်မိတယ်ဟေးမင်းတို့သူ့ကိုနည်းနည်းဖြောင်းဖြကြပါဦးလို့ဟိုဘက်ကလည်းပြောင်းလဲနေကြသေးတယ်ဟာငါတို့ဘာမှမမြင်ဘူးနော်တဲ့ကျွန်တော်လည်းဘာလို့ရမှန်းမသိတော့ဘူးမင်းတို့ရဲ့ကတယောက်လောက်လာပြီးသူ့ကိုခေါ်သွားပေးကြပါဗျာဟိုဘက်ကလည်းစနောက်နေကြတယ်ဟာငါတို့အားဘူးလေတေချာပေါက် package အပြည့်ဝန်ဆောင်မှုပေးရတော့မှာပေါ့တဲ့ကျွန်တော်နည်းနည်းစိတ်တက်ကြသွားတယ်အဲ့ဒီနောက်မှာစကားတန်တစ်ခုထွက်လာတယ်ဒုက္ခပါပဲလင်းကျိုးရဲ့ငါတို့ရဲ့အရှိကြီးကိုတညလောက်လက်ခံပေးထားလိုက်ပါတယ်ကျွန်တော်လည်းမျက်နှာငယ်လေးနဲ့ဟန်ဆောင်နေတဲ့သူ့ကိုလှည့်ကြည့်လိုက်မိတယ်ဘာမှတက်နိုင်ဘူးလေမတက်တာတဲ့အဆုံးသူ့ကိုအပြင်ခေါ်သွားပြီးတနေကုန်ပတ်မွေနေရပြန်တယ်ကျွန်တော်တို့အဲ့ဒီအခန်းကိုပြန်ရောက်တော့အရှိကြီးကအရက်နံ့တွေထောင်းနေပြီးဆိုဖာပေါ်မှာမောက်ရက်ကြီးအိမ်မောကျနေတယ်ကျွန်တော်လည်းစောင်းတစ်ထည်ယူပြီးသူ့အပေါ်လွှမ်းကြုံပေးလိုက်တယ်မင်းတကယ်မူးသွားတာလားသူကညာဘက်မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်တယ်ကျွန်တော်မြင်သွားတာကိုသတိထားမိတော့ချက်ချင်းပြန်မိတ်သွားပြန်တယ်သူ့ရဲ့ညံနီယံနဲ့တွေကိုသာကျွန်တော်မသိဘူးဆိုရင်ကျွန်တော်အသက်ရှင်ရတာအလားကားပဲဖြစ်သွားမှာပေါ့ဗျာကျွန်တော်ဆိုဖာဘေးမှာထိုင်ပြီးအရှိကြီးကိုမေးလိုက်တယ်ဟန်ဆောင်မနေနဲ့တော့လို့သူမျက်လုံးတွေမိတ်ထားပြီးတော့အရန်ကိုလှပတဲ့မျက်နှာလေးပေါ်မှာပါးချိုင်လေးနှစ်ခုကပေါ်လာတယ်ယောက်ျားရေနမ်းပါဦးတဲ့သူ့ရဲ့တွေ့လားလှပတဲ့ခန္ဓာကိုယ်လေးကြောင့်ကျွန်တော်လည်းစိတ်လေးတောင်အตาအရာလှုပ်ရှားသွားတယ်လက်ကိုနည်းနည်းလေးလှုပ်လိုက်တာနဲ့သူ့ကိုယ်ပေါ်ကိုရောက်သွားတော့မလို့ဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်ကိုသတိပေးလိုက်တယ်သူ့လိန်ညာကိုခံလို့မဖြစ်ဘူးလို့ဟန်ဆောင်အိတ်နေဟန်ဆောင်မှုနေတဲ့သူ့ကိုဖော်ထုတ်ဖို့အတွက်အန်းရှိပြီးနာဘသူလဲလို့မေးလိုက်တယ်သူကရီဝေဝေနဲ့ယောက်ျားလို့ဖြေတယ်အဲ့ဒီနောက်ကျွန်တော်ချန်ရဲ့ဓာတ်ပုံတစ်ပုံကိုဖွင့်ပြပြီးဒါကဘသူလဲလို့မေးလိုက်တယ်သူမျက်လုံးလေးတစ်ဝက်လောက်ဖွင့်ကြည့်ပြီးနာမူးနေရလေတေချာမမြင်ရဘူးတဲ့တကယ်တော့သူကတော်တော်လေးဟန်ဆောင်ကောင်းတာပဲမမြင်ရဘူးဆိုရင်လည်းအတန်တော့ရှင်းရှင်းလင်းလင်းကြားရမှာပေါ့လေအဲ့ဒါနဲ့ကျွန်တော်မူလာတန်းတုန်းကတချင်းဆိုပြိုင်ပွဲဗီဒီယိုလေးကိုဖွင့်ပြလိုက်တယ်သူစက္ကန့်ငယ်လောက်ကြောင်သွားပြီးနောက်မှာနှုတ်ခမ်းလေးတွေကွေးတက်သွားတဲ့အထိပြုံးလိုက်တယ်ဒါကယောက်ျားငယ်တုန်းကဆိုထားတဲ့တန်စင်လေးရဲ့တဲ့ဟာကွာဒါကတော်တော်လေးကိုထူးဆန်းနေပြီမဖြစ်နိုင်တာဗျာလူတွေကကြီးလာရင်အတန်ပြောင်းသွားတတ်တာပဲကိုသူကကျွန်တော်ငယ်ဘဝအတန်ကိုဘယ်လိုလုပ်သိနေရတာလဲကျွန်တော်သူ့ရဲ့လှပသေးတက်တဲ့မျက်နှာလေးကိုတစ်ချက်ဆောင်းခဲ့ကြည့်လိုက်တယ်မပြောချင်ဘူးဗျာတကယ်ကိုလှတာတက်ပြင်းချလိုက်ပြီးဘာမှမတက်နိုင်တဲ့လေတန်းနဲ့ပြောလိုက်မိတယ်ရဲစရာလေးတစ်ခုကနေဘလို့ဖြစ်ပြီးဒီလောက်ကဆေးနေတဲ့ကက်ခွာကြီးဖြစ်သွားရတာလဲလို့သူ့ပါဆက်ကနေပုစီပြောနေတာကိုမြင်ရပေမဲ့ဘာတွေတီးတိုးပြောနေလဲဆိုတာတေချာမကြားရဘူးခဏနေတော့အဲ့ဒီအတန်လေးပျောက်သွားပြီးသူ့ကောင်းလေးနဲ့ကျွန်တော်ကိုလာပုတ်တက်နေပြန်တယ်အချိန်တန်ကြာတဲ့အထိသူ့မျက်နှာပေါ်မှာချုံမြိန်တဲ့အပြုံးလေးတွေတွေ့ကက်နေတော့မယ်ကျွန်တော်သူ့ကိုလှုံနှိုးကြည့်ပေမဲ့တကယ်ကြီးအိပ်ပျော်သွားပြီလေနောက်တနေ့မနက်ကျတော့ကျွန်တော်ခေါင်းတွေပိုပြီးကိုက်လာတယ်လို့ခံစားရတယ်ကျွန်တော်အရှိရီရဲ့မိန်းကလေးအခန်းဖော်တွေနဲ့တွားပြီးစကားပြောကြည့်မှဖြစ်တော့မယ်ဘသူထင်မှလဲပြေးလန်းပေါ်မှာတင်သူတို့နဲ့တိုက်ဆိုင်စွာဆုံခဲ့ရင်မဲ့အရှိရီကိုတော့မတွေ့ရဘူးကျွန်တော်စကားတော်မဆက်ရသေးဘူးကောင်မလေးတစ်တိုက်ကအော်ဟစ်နေကြတယ်အကိုလင်းကျိုးငါတို့ရဲ့အရှိရီဒီညနေ့စီလုံးဝလာမှာမဟုတ်ဘူးနော်တဲ့ဒီစကားကိုသာကျွန်တော်ယုံလိုက်ရင်ဝက်မကြီးတောင်တစ်ပင်ပေါ်တက်သွားလိမ့်မယ်မလာဘူးလို့ပြောတိုင်းဒီကက်ဆေးနဲ့မလေးအရှိရီကညာတိုင်းရောက်လာတတ်တာကြီးပဲလေကျွန်တော်မျက်နှာထားကတင်းမာသွားတယ်ကျွန်တော်ရဲ့ယောဂအခြေအနေကိုသူတို့ကိုလုံးဝပြောပြလို့မဖြစ်ဘူးလေကျွန်တော်မပြောမရှင်ဖြစ်နေတာကိုသူတို့မြင်တော့ကိုကျိုးခင်များကကျွန်တော်တို့ရဲ့အရှိရီကိုသဘောမကျဘူးလားဒါကတော့ပြောစရာလိုသေးလို့လားလို့မေးကြတယ်ဒါပေမဲ့ကျွန်တော်ရဲ့ယောဂအခြေအနေကအလျင်မြန်ဆိုးရွားလာနေပြီလေကျွန်တော်ဘာမှပြန်မပြောဘဲငြိမ်နေတာကိုမြင်တော့သူတို့စိတ်ပူသွားကြတယ်ကိုကျိုးခင်များကဟိုရှိမုံချောင်းကိုတကယ်ကြိုက်နေတာတော့မဟုတ်ပါဘူးနော်သူကဘလို့လို့ကျွန်တော်တို့ရဲ့အရှိရီကိုရှင်းနိုင်မှလဲကျွန်တော်တို့ရဲ့အရှိရီနဲ့တွဲလိုက်ပါလားသူတို့ကကျွန်တော်ရင်ထဲကခန်းစားချက်ကိုလုံးဝမသိကြဘူးဒီပတ်သက်မှုကဖျက်တောက်ရခတ်တယ်လို့ဖြေရှင်းရလဲရှုပ်ထွေးနေတာသူတို့ကကျွန်တော်ကိုပြဿနာအစ်စ်တွေထပ်တိုးပေးမယ်လို့ထင်မထားခဲ့ဘူးကျွန်တော်လဲဟိုမရောက်ဒီမရောက်နဲ့သူတို့ပြောတာကိုတောင်လက်ခံလိုက်ချင်ပြီးသွားတယ်ဒါပေမဲ့သူလိုချမ်းသာပြီးလှပတဲ့အကြောင်းကကောင်မလေးတယောက်ကတေတော့မဲ့ကျွန်တော်လိုလူတယောက်ကိုဘာလို့လာပတ်သက်နေရတာလဲသူကတခြားသူတွေရဲ့ကောလာဟလတွေကိုမကြောက်ဘူးလားလို့ကျွန်တော်မေးလိုက်တယ်သူတို့ရဲ့မျက်လုံးတွေကကြောင်ကတန်းဖြစ်သွားပြီးရုတ်တရက်ငြိမ်ကျသွားတဲ့တခုခုကိုဖုံးကွယ်ထားတယ်လို့မျိုးပဲကျွန်တော်ဘလောက်ပဲဖြောင်းဖြပြောဆိုနေပါစေသူတို့ကတော့မင်းအရှိကြီးနဲ့ပဲတေချာလေးတွဲလိုက်ပါသူတို့ပြောတာနားထောင်လိုက်ရင်အမှားမရှိပါဘူးလို့ပဲထပ်ပြောနေကြတယ်ကျွန်တော်လည်းခေါင်းကုတ်လိုက်မိတယ်သူတို့ကဘာလို့ကျွန်တော်ကိုဒီလိုပြောနေကြတာလဲအဆောင်ကိုပြန်ရောက်တော့ပါဆယ်ထုတ်တချို့ကိုတွေးလိုက်ရတယ်ပြီးတော့အရှိကြီးစီကဝီချက်မက်ဆေ့ချဝင်လာတယ်အဲ့ဒါကသူကျွန်တော်ကိုပေးတဲ့အဝတ်အစားတွေဖြစ်နေတယ်ကျွန်တော်ခေါင်းထဲမှာတန်တရားတစ်ခုဖြတ်ပြေးသွားတယ်ဒီကိစ္စကတိတ်တော့မယိုးရှင်းဘူးကျွန်တော်စုံစမ်းကြည့်မှရမယ်ကျွန်တော်ဆောင်ဝရန်နာကိုထွက်သွားတော့အရှိကြီးကဝရန်နာဘက်ကိုခိုးကြောင်ခိုးဝက်လန့်ကြည့်နေတာကိုတွေးလိုက်ရတယ်ကျွန်တော်တို့အချင်းချင်းအကြည့်ချင်းစုံသွားတော့သူကပြုံးပြီးလက်ထွက်သွားတယ်တေချာပေါက်တစ်ခုခုကြံစီနေတာပဲမွန်းလွဲပိုင်းယောက်ျားလေးဆောင်ကိုကျွန်တော်ပြန်ရောက်ချင်းပဲအရှိကြီးကပန်းရောင်မင်းသမီးကောင်ဝင်လေးကိုဝတ်ထားပြီးလေထုထဲမှာတင်းပြတ်တဲ့ရေမွေးနဲ့လေးလွှမ်းကြုံနေတယ်
ကျွန်တော်တို့နှစ်ယောက်အပြန်အလှန်စိုက်ကြည့်မိကြတယ်ပြီးတော့သူကပါဆက်လေးဟာပြီးချစ်စရာကောင်းအောင်ပြုံးလိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်ဟာတစုံတစ်ယောက်ရဲ့မျက်စိကျခြင်းကိုခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်သူကလေပြင်းတရက်လိုအတင်းပြေးဝင်လာတော့ကျွန်တော်လက်နှစ်ဖက်ကိုဆန့်ထုတ်ပြီးသူ့ကိုတားလိုက်တယ်ပြီးတော့တန်တရားဖြစ်နေတဲ့မျက်လုံးတွေနဲ့သူ့ကိုစူးစမ်းကြည့်ရင်အရှိကြီးမင်းကကိုဖုံးကွယ်ထားတဲ့ကိစ္စရှိနေတာလားလို့မေးလိုက်တယ်သူ့မျက်လုံးတွေကရှောင်လဲသွားပြီးနောက်လက်ကိုအမြင့်ကြီးမြောက်ကငါကောင်းကင်ကြီးကိုတိုင်တီးပြီးကျင်ရဲတယ်လုံးဝမရှိပါဘူးတဲ့ကျွန်တော်သူ့ကိုလက်ခုပ်တီးပေးလိုက်တယ်တရုတ်ဆောင်တာတကယ်ကောင်းတာပဲတေတော့မဲ့လူတယောက်ရုပ်ကလည်းတိတ်မချောရဲ့သူကိုလေပြီးတော့သူကဘာလို့ကျွန်တော်ရဲ့ကိုရေးကိုတာကိစ္စတွေကိုဒီလောက်တောင်အများကြီးသိနေရတာလဲဒါပြင်သူ့ရဲ့အခန်းဖော်တွေကဘာလို့ငါတို့နှစ်ယောက်ကိုအသေးလဲဆိုပေးစားနေကြတာလဲမင်းပါတွေရှို့ဝက်နေတာလဲကိစ္စရှိရင်တိုက်ရိုက်ပြောလေဆိုပြီးကျွန်တော်ကြောင့်အန်းဖြစ်သွားတယ်အဆုံးမှာတော့သူကရုတ်တရက်အနားကပ်လာပြီးမြည်ရဲနေတဲ့နှုတ်ခမ်းလေးကကျွန်တော်နှုတ်ခမ်းပေါ်ကိုလာကပ်သွားတယ်ကျွန်တော်တကိုယ်လုံးချက်တီးတွေပါထပ်သွားတယ်သူကမျက်လုံးလေးမိတ်ပြီးပြုံးကနင်ကငကိုကလေးကငါယောက်ျားလေးလို့ပြောတယ်ဟိုက်ငါတို့တိတာဘယ်နှစ်ရက်မှမရှိသေးဘူးဘလို့လို့မင်းရဲ့ယောက်ျားဖြစ်သွားရတာလဲပြောပြီးတာနဲ့သူကဘာကိုမှဂယူးမဆိုင်တော့ပဲကျွန်တော်ပေါ်ကိုပလာစတာခွာမရတယ်လို့အတင်းလာကပ်နေတော့တယ်တကယ်ပြောရရင်ကျွန်တော်လည်းတကယ်ကိုတောက်မခံနိုင်တော့ဘူးကျွန်တော်တို့အပြင်ကပြန်လာတော့ည7 နာရီတောင်ကျော်နေပြီးကျွန်တော်ဆိုဖာပေါ်မှာလဲနေရင်သူ့ကိုငုံကြည့်ပြီးပုတ်လိုက်တယ်ဒါငါနေရတော့နောက်ထပ်တက်လာရဲ့ရင်ဒါမှမဟုတ်မင်းမသာအဝတ်စားတွေချွတ်လိုက်ရင်ငါရဲမိမှတော့နားလေလားသူကနှုတ်ခမ်းလေးဆူပြီးတနာကမန်းနိုင်တဲ့ပုံစံလေးနဲ့ကျွန်တော်ပေါ်ကနေဆင်းသွားတယ်ပြီးတော့လိမ္မာရေးချရှိစွာနဲ့သူ့ကူတင်ပေါ်ကိုပြန်တက်သွားတယ်တခါအတွင်းမှာပဲကျွန်တော်မျက်ထောက်မှာမျက်ရည်တွေဝဲလာတယ်လို့ခံစားရတယ်ဒါပေမဲ့ကျွန်တော်ခေါင်းကတဖြည်းဖြည်းပိုပိုပြီးကြိုက်လာတယ်တညာလုံးကျွန်တော်မျက်လုံးမိတ်ပြီးအနားယူနေခဲ့တယ်တခါတလေသူ့ကူတင်ဘက်ကိုလန့်ကြည့်မိပေမဲ့ကျွန်တော်အရန်ပင်ပန်းနေလို့မျက်လုံးတွေကအလိုလိုမိတ်ကျသွားတယ်တင်းပြက်တဲ့ရေမွေးနဲ့လေးကမတိမတာနဲ့ကျွန်တော်စီကိုရုတ်တရက်တိုက်ခတ်လာပြီးနူးညံ့တဲ့ခနာကိုလေးကကျွန်တော်ရင်ဘက်ပေါ်မှာလာကက်နေတဲ့ရုတ်တရက်နှွေးထွေးဆူဆွတ်တဲ့အထီးတွေးတစ်ခုကနှုတ်ခမ်းဖျားမှာလာရက်တန်သွားတယ်ကျွန်တော်တကိုယ်လုံးပူနွေးလာသလိုခံစားလိုက်ရတယ်အဲ့ဒီအနန်းကအချိန်တော်ကြာရက်တက်နေခဲ့ပြီးခတ်တိုးတို့ရေတန်လေးပါလာတယ်ကျွန်တော်မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့လိမ္မော်ရောင်ညံမိအောင်အောင်မှာနှဆိုင်ပြီးအချစ်တွေပြည့်နေနေတဲ့လှပတဲ့မျက်ဝန်းလေးတွေနဲ့ဆုံသွားတယ်ရေထဲကထွက်လာတဲ့ကြာပန်းလေးလိုလှပတဲ့သူ့မျက်နှာပေါ်မှာလက်မင်းနဲ့ဆင်းချိတ်ဆွဲထားသလိုတောက်ပနေပြီးကောင်းကင်ဘုံကကောင်းကင်တမန်လေးနဲ့အရန်တူနေတယ်ကျွန်တော်နှလုံးခုန်လုံးတွေအရမ်းမြင်လာတယ်ကျွန်တော်ရဲ့ပွဲချင်းပြီးဖမ်းမိတာကိုခံလိုက်ရတဲ့သူ့ရဲ့လှပတဲ့မျက်ဝန်းလေးတွေထဲမှာအနှဲငယ်လေးပဲထိလန့်သွားပြီးအဲ့ဒီနောက်တော့ရှက်သွေးဖြာပြီးပြုံးလိုက်ပြန်တယ်သူကခေါင်းလေးဆောင်ကညှို့တက်ပြင်းတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုစိုက်ကြည့်ရင်ပြုံးစီးစီးနဲ့အရင်တစ်ခေါက်တုန်းကနင်တတိမထားမိပါဘူးဒီနားမှာဘလို့လို့ရုတ်တရက်ကြီးတတိထားမိသွားတာလဲလို့ပြောတယ်ဒီစကားကိုကြားလိုက်ရတော့ကျွန်တော်ချက်ချင်းပဲဒေါသထွက်ပြီးပောက်ကွဲသွားတယ်အော်သူကညာတိုင်းကျွန်တော်ကိုခိုးခိုးနှမ်းနေခဲ့တာကိုအန်ရှိကြီးမင်းကျွန်တော်ဒေါသထွက်လုံးလို့မျက်နှာတစ်ခုလုံးနီးရဲသွားပြီးသွားချိတ်ကသူ့ကိုမြင်မြင်ဆင်းဆန်းလို့တတိပေးလိုက်တယ်ခတ်တိုးတို့ရေတန်လေးကတဖြည်းဖြည်းပျောက်ကွယ်သွားပေမဲ့သူ့လက်တွေကတော့ပိုပိုပြီးတင်းကျပ်စွာဖတ်ထားတယ်ကျွန်တော်လေးတန်မာမာနဲ့ပြောလိုက်တော့သူကကြောက်လန့်တကြားနဲ့ငိုရှိုက်တန်လေးနဲ့ရှောင်ကျိုးငါမစင်းကျင်ဘူးတဲ့ကျွန်တော်ရဲ့စိတ်ကူးထဲမှာတော့သူကအမြဲတမ်းမာနာကြီးပြီးချမ်းသာလာပါတဲ့မိန်းကလေးတစ်ယောက်ပါတခြားသူတွေရှေ့မှာဆိုရင်တော့အထက်စီးဆန်ပြီးအေးဆက်ဆက်နေတတ်တယ်ဒါပေမဲ့ကျွန်တော်ရှေ့မှာတော့ဘာလို့ဒီလောက်တောင်နူးညံ့သိမ်မွေ့နေရတာလဲကျွန်တော်တောင်ကြရှုံးလို့နေပါဖြစ်သွားရတယ်ဒါပေမဲ့ကျွန်တော်ခေါင်းကတဖြည်းဖြည်းပိုကိုက်လာတယ်ကျွန်တော်ရဲ့ယောဂအကြောင်းကိုသူ့ကိုပြောပြချင်လာတယ်ကျွန်တော်စကားကိုဝိလေကြောင်ပတ်နဲ့ပြောလိုက်တယ်ကျွန်တော်နာမည်လင်းကျိုးပါမပြည့်စုံတဲ့ကျွန်တော်လိုလူတစ်ယောက်ကိုမင်းတကယ်လိုချင်တာတေချာရဲ့လားသူ့ရဲ့ပူနွေးတဲ့မျက်ရည်တွေကကျွန်တော်ဘားပြင်ပေါ်ကိုကျလာတယ်ပြီးတော့တီးတိုးရည်ရရင်ရှောင်ကျိုးငါနင့်ကိုချစ်တယ်နင့်ကိုချစ်တယ်တဲ့နားထောင်ရင်နဲ့ကျွန်တော်တို့နှစ်ယောက်လုံးငုံမိသွားကြတယ်မတိမတာနဲ့ပဲကျွန်တော်ပထမဆုံးအချိန်သူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်မိတယ်ကျွန်တော်တေတော့မှဆိုရင်တော့မှဒီနားလေးမှာတော့သူနဲ့အတူကြည်နူးကျင်မိတယ်နောက်ပိုင်းရက်တွေမှာတော့ကျွန်တော်တို့ကတရားဝင်မကြေညာထားပေမဲ့ကျောင်းထဲမှာသူ့လက်ကိုဆွဲပြီးရှောက်သွားရဲနေပြီသူကလည်းလူပုံလဲမှာကျွန်တော်ကိုအမြဲလာဖတ်တတ်တယ်ကျွန်တော်ကလည်းသူ့ကိုပလာစတာခွာမရတယ်လို့အတင်းကပ်နေတယ်ဆိုပြီးမညောင်ညင်တော့ဘူးကျွန်တော်တို့ကအချစ်ကြီးချစ်နေကြတဲ့ရေးစားတွေလိုပါပဲအတန်းစင်းရင်အတူတူထမင်းသွားစားကြတယ်စားပြီးရင်ပြေးလန်းပေါ်မှာလက်ချင်းချိတ်ပြီးလမ်းလျှောက်ကြတယ်အချိန်ရရင်အတူတူရုပ်ရှင်သွားကြည့်တယ်ငါးသွားများတယ်တချင်းသွားဆိုကြတယ်အဲ့ဒီနေ့ကကျွန်တော်တို့နှစ်ယောက်ကန်းချိန်မှာရေသွားကူးကြတယ်မုံလွယ်ပိုင်းနေအောင်ကြီးကတဲတောင်ပြင်ပေါ်မှာနွေးနွေးထွေးထွေးကြရောက်နေတယ်သူကကျွန်တော်ရင်ခွင်ထဲမှာတိုးဝင့်နေရင်အစောမတ်တဲ့ကြောင်ပေါက်လေးလိုပဲကျွန်တော်မေးစေးကထွက်ကဆမုတ်စိတ်မွေးလေးတွေကိုလမ်းဆွဲနေတယ်ကျွန်တော်ကနာသွားတဲ့ပုံဟန်ဆောင်ပြီးအရှိကြီးကသူ့ယောက်ျားကိုလှုပ်ကြံကျင်နေတာလားလို့អော်လိုက်တယ်အဲ့ဒီအတိုင်းသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပြီးဂျိုင်းထိုးပေးလိုက်တယ်သူကသဘောကျလုံးလို့တဟာဟာရေမောရင်ကိုလုံးလေးကိုအတင်းလူလို့နေပေမဲ့ဘလို့မှယုံထွက်လို့မရဘူးရုတ်တရက်သူ့မျက်လုံးလေးအယောင်လက်သွားပြီးကျွန်တော်ရှက်အင်ဂျီကော်လာကချီမြင်လေးတစ်စကိုမြင်သွားတယ်ပြီးတော့လူဆိုးမလေးလိုပြုံးပြီးကျွန်တော်ကိုလာမုတ်တော့တယ်ကျွန်တော်ကလည်းရှောင်ရင်းနဲ့မနောက်နဲ့လေဒါကငါရဲ့အမိုက်ဆုံးရှက်အင်ဂျီကွာလို့អော်ပြောရတယ်ဒါပေမဲ့သူကဘယ်ရက်ပါမလဲနှစ်ယောက်သားတဲတောင်ပြင်ပေါ်မှာလုံးထွေးနေကြတော့တာပဲမနေ့ရက်လိုက်ရပြီးတဲ့နောက်သူကကျွန်တော်ပခုံးပေါ်မိပြီးခတ်တိုးတိုးပြောတယ်နင်းတီလားနင်ကငါအတွက်တော့စောင်းရတီမှာတုံးတဲ့လက်နှွေးအိတ်လေးလိုပဲနှွေးရတီမှာဆိုရင်ရေခဲမုံလေးပေါ့တဲ့ကျွန်တော်မျက်ခုံးပစ်လိုက်ပြီးဒါဆိုငါကတော်တော်သုံးဝင်တာပေါ့နင်ကငါအတွက်တီးတန့်ဝက်ဝံရုပ်ကြီးလေးသူကရဲရင်ကျွန်တော်ရင်ဘက်ကိုခတ်ဖို့ဖို့လေးထုလိုက်တယ်ကျွန်တော်သူ့လက်ကိုဆွဲဖမ်းလိုက်ပြီးနှုတ်ခမ်းသားကိုဆွဲယူကနမ်းလိုက်တယ်နှစ်ယောက်သားအပြန်လန်ကြည့်ပြီးရဲလိုက်ကြပြန်တယ်ဒီထောင်လေးထဲမှာအချစ်တွေကအတိုင်းစမတိပြန့်နှံ့နေတော့တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အချစ်ရေးကအရန်ကိုရုတ်တရက်ကြီးဖြစ်လာတယ်လို့ထင်မိတယ်ဒါကတိတ်ပြီးတကယ်မဆန်ဘူးလို့ခံစားရတယ်အဲ့ဒီနေ့ရောက်မှပဲအဖြေကိုကျွန်တော်သိခဲ့ရတယ်အဲ့ဒီနေ့အတန်းစင်းတော့ချင်းရှန့်ကကျွန်တော်ကိုတားပြီးတွေးထိုးတဲ့လေတန်းနဲ့ပြောတယ်မင်းကအရှိကြီးနဲ့တကယ်ရေးစားဖြစ်သွားတာလားလို့ကျွန်တော်ဒေါသထွက်နဲ့သူ့ကိုပြန်ပတ်လိုက်တယ်မင်းကစပစ်တိမစားရတော့ချင်းတယ်လို့ပြောနေတာမလားသူကမနာလိုတဲ့လေတန်းနဲ့သူကကျောင်းရဲ့အလှပရင်မလေးသူ့ကိုကြိုက်တဲ့လူတွေအများကြီးပဲလို့ပြောတယ်သူကျွန်တော်ကိုဘာလို့လာချင်းကတ်တာလဲဆိုတာတိလားလို့မေးတယ်ချင်းရှန့်မပြောလဲကျွန်တော်သိချင်နေခဲ့တာပါအခုတော့ကျွန်တော်ကနေတိုင်းအရှိကြီးရဲ့အချစ်နွယ်ထဲမှာနင်မိုးနေပြီလေဘာလို့အမြင့်တွယ်နေတဲ့ကိစ္စတွေကိုလိုက်တူးဆွနေရမှာလဲချင်းရှန့်ကိုကျွန်တော်ပြန်ပြောလို့လိုက်ပေမဲ့ကို့ဘာသာတော့တန်တရားတွေဝင်လာမိတယ်ကျွန်တော်ရင်ထဲမှာတဆိုးဆိုးဖြစ်လာတာနဲ့အဲ့ဒီအိမ်ကိုပြန်သွားခဲ့တယ်အဲ့ဒီနေ့ကသူ့မှာတန်းရှိလို့အိမ်ကိုပြန်မလာဘူးကျွန်တော်ကုတင်ပေါ်မှာလဲနေရင်အရှိကြီးရဲ့ WeChat profile ပုံလေးကိုနှိပ်လိုက်ပေမဲ့တော်တော်ကြာတဲ့အထိစာတလုံးမှရိုက်မထည့်နိုင်ခဲ့ဘူး
သူကျွန်တော်ကိုလာချင်းကတ်တာမပြောပြနိုင်တဲ့ရှုပ်ဝက်ချက်တစ်ခုရှိနေမယ်လို့ကျွန်တော်တန်တရားဝင်ခဲ့ဘူးတယ်ချန်ရဲ့ရန်စစကားတွေကကျွန်တော်ခေါင်းထဲမှာဆက်တိုက်ပဲတင်ထက်နေတယ်ကျွန်တော်တပြင်းတစ်ချက်ချပြီးကို့ဘာသာပြောလိုက်တယ်နားလို့အသက်တုံမဲ့ကောင်တယောက်ကအန်ရှိရဲ့မျက်နှာသာပေးတာကိုခံရတာပဲကံကောင်းနေပါပြီဒီကိစ္စကိုထပ်မမေးတာပဲကောင်းပါတယ်ကျွန်တော်ဘေးနားက iPad ကိုယူပြီးဂိမ်းတစ်ပွဲလောက်ဆော့ဖို့စဉ်းစားလိုက်တယ်ဒါပေမဲ့ iPad ကိုဖွင့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်ကြက်တေသွားတယ်ဘလို့ဖြစ်လို့ iPad ထဲမှာကျွန်တော်နဲ့အန်ရှိတို့ရဲ့အရင်ကတွဲရိုက်ထားတဲ့ပုံတွေကြီးရဲဖြစ်နေရတာလဲဓာတ်ပုံတွေကဟိုလူကကျွန်တော်နဲ့ရုပ်ချင်းတစ်ထက်တည်းတူနေတယ်ဒါပေမဲ့ကျွန်တော်သူ့ကိုတီးခဲ့တာတိတ်မကြသေးဘူးလေအဲ့ဒီဓာတ်ပုံတွေကအချိန်ကာလအမျိုးမျိုးကပုံတွေချစ်နေတယ်အဲ့ဒီလူကငါမဟုတ်ဘူးဆိုတာကျွန်တော်သိလိုက်တယ်ကျွန်တော်ဓာတ်ပုံ album ထဲကနေထွက်လိုက်တော့မင်္ဂလာဆောင်ဓာတ်ပုံလို့ယူဆရတဲ့မျက်နှာပြင်နောက်ခံပုံတစ်ခုကိုအန်တားစရာတွေ့လိုက်ရတယ်ကျွန်တော်အသက်ရှူချက်တော့မလို့ခံစားလိုက်ရတယ်ကျွန်တော်နဲ့ရုပ်ချင်းစင်တဲ့အဲ့ဒီကောင်လေးကအဖြူရောင်ကုတ်အင်ဂျီကိုဝတ်ဆင်ထားပြီးမင်္ဂလာကဝင်ဝတ်ထားတဲ့အန်ရှိကြီးကိုနမ်းနေတယ်ကျွန်တော်မျက်ရည်တွေကမျက်လုံးထဲကနေအတားစီးမရှိကျဆင်းလာတယ်ကြော်သူအိမ်ထောင်ကြဘူးတာကိုကျွန်တော်ကအဲ့ဒီကောင်လေးနဲ့ရုပ်ချင်းတူနေလို့သာသူကျွန်တော်ကိုလာချင်းကက်ခဲ့တာပဲတကယ်တော့ကျွန်တော်လင်းကျိုးကအဆက်ကနေအဆုံးအထိကိုစားပြုအစားထိုးခံရတဲ့သူတယောက်တက်ပါပဲလားနှလုံးသားတွေတစီကွဲကြေသွားတဲ့ကျွန်တော်ကကျမ်းပြင်ပေါ်မှာအချိန်တော်ကြာအယုတ်ကျိုးပြတ်ထိုင်နေရင်အပြင်ဘက်ကတကားခောက်တန်ကိုကြားလိုက်ရတယ်ကျွန်တော်ခေါင်းမာတဲ့မျက်ရည်တွေကိုအတင်းအောင်ထားပြီးတကားကိုဆွဲဖွင့်ကထွက်လာခဲ့တယ်ထွက်လာတဲ့အချိန်မှာအန်ရှိကြီးကိုဝင်တိုက်မိသွားတယ်ဒါပေမဲ့ကျွန်တော်ရဲရဲဆက်ဆက်ပဲအဲ့ဒီနေရာကနေခက်မြင်မြန်ထွက်လာခဲ့တယ်အဲ့ဒီညကအန်ရှိကြီးကအဆောင်အောက်မှာအကြာကြီးရက်နေခဲ့တယ်ဖုန်းတွေဝီချက်တွေအများကြီးခေါ်ခဲ့ပေမဲ့ကျွန်တော်တခုမှမကင်ခဲ့ဘူးကျွန်တော်ဆောင်ကောင်းမိကြုံပြီးကုတင်ပေါ်မှာလဲနေခဲ့ရင်မဲ့သူ့ရဲ့အော်ခေါ်တန်တွေကိုကြားနေရတော့မယ်ရှောင်းကျိုးဆင်းလာခဲ့ပါလားဟင်နေဆောင်မှာရှိနေမှန်းငါသိပါတယ်ငါရှင်းပြတာကိုနားထောင်ပေးပါလားလူတွေအများကြီးဝိုင်းကြည့်နေကြပေမဲ့သူကတော့ဘာကိုမှဂယူးမဆိုင်ပဲအော်ခေါ်နေခဲ့တယ်ကျွန်တော်ကတော့မောင်မိုက်နေတဲ့ဆောင်ထဲမှာတယောက်တည်းမျက်ရည်တွေကျနေခဲ့တယ်သူချစ်တဲ့သူကတကယ်ပဲငါဟုတ်ရဲ့လားငါကကိုစားပြုအစားထိုးခံရသူတယောက်တက်ပါပဲလေသူဘလို့ပဲရှင်းပြနေပါစေကျွန်တော်အောက်ဆင်းမသွားခဲ့ဘူးကျောင်းမီတွေပိတ်သွားတဲ့အချိန်ရောက်မှပဲသူ့တန်လဲငြိမ်ကျသွားတော့တယ်ကျွန်တော်တညာလုံးအိမ်မပျော်ခဲ့ဘူးဘိုက်ကလည်းအရန်စာနေပြီမနေ့စောစောပဲထမင်းစားဆောင်ကိုသွားပြီးမနေ့စာစားချင်နေခဲ့တယ်အောက်ထက်ကိုရောက်သွားတဲ့အချိန်မှာတော့ရင်းနှီးနေတဲ့ကြောပြင်လေးတစ်ခုကအဆောင်တကားဝမှာစောင်းကြောင်ထိုင်နေတာကိုတွေ့လိုက်ရတယ်သူအဆောင်တကားဝမှာတညာလုံးစောင်းကြောင်ထိုင်စောင့်နေခဲ့မယ်လို့ထင်တော်မထင်ထားခဲ့ဘူးသူ့ကောင်းကဆံပင်တွေလည်းပရိုဖီယယ်ဖြစ်နေပြီးမိတ်ကပ်တွေလည်းပြက်နေပြီးအထက်စီးဆန်တဲ့ကြောင်းရဲ့အလှပရင်မှာပုံစံမျိုးလုံးဝမရှိတော့ဘူးတနာစရာကောင်းလောက်အောင်ဖြစ်နေတဲ့သူကခေါင်းကိုဖြည်းဖြည်းချင်းမော့လာပြီးကြောင်ကတန်းမျက်လုံးတွေနဲ့ကျွန်တော်ကိုကြည့်လာတယ်ရှောင်းကျိုးကျွန်တော်ကဒေါသထွက်နေတော့မို့လှည့်ထွက်သွားဖို့လှုပ်လိုက်တယ်သူကမတ်တက်ရက်ပြီးကျွန်တော်ရှေ့ကနေပိတ်ရက်လိုက်တယ်အန်ရှိကြီးဒီလိုကစားနေရတာစိတ်ဝင်စားစရာကောင်းလို့လားသူကတုံရီပြီးအကွဲနေတဲ့အတန်နဲ့ရှောင်းကျိုးလို့ခေါ်လိုက်တယ်ကျွန်တော်မျက်ထောက်မှာမျက်ရည်တစ်ပေါက်ခုန်နေပြီးရင်ဘတ်ထဲမှာဓာတ်နဲ့ထိုးခွဲခံလိုက်ရတယ်လို့နာကျင်နေရဲ့မဲ့အေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်တယ်မင်းကတော့ပြောစရာကောင်းတယ်လို့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့ငါကတခြားတစ်ယောက်ရဲ့အစားထိုးခံမဖြစ်ချင်ဘူးငါတို့လမ်းခွဲကြရအောင်အန်ရှိကြီးကမျက်ရည်တွေရှဲနေပြီးကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားကရှောင်းကျိုးမသွားပါနဲ့လားဟင်လို့တောင်းပန်နေတယ်ကျွန်တော်သူ့ကိုစူးစူးရဲရဲစိုက်ကြည့်လိုက်ပြီးငါကတေးတော့မဲ့ကောင်မို့လို့ကစားချင်တယ်လို့ကစားပြီးတာဝန်ယူစရာမလိုဘူးလို့မင်းထင်နေတာလားလို့ပြောလိုက်တယ်သူ့မျက်စံတွေရုတ်တရက်ကျင်းပြောင်းသွားပြီးကျွန်တော်ကိုတဲတဲစိုက်ကြည့်လာတဲ့အရန်ကိုတုံလို့ပြီးကြေကွဲသွားတဲ့ပုံမှာပဲသူနာကျင်လုံးလို့ရင်ဘက်ကိုဖိထားတဲ့အချိန်လေးမှာကျွန်တော်အားကုန်သုံးပြီးသူ့လက်တွေကိုဖြုတ်ချလိုက်တယ်သူလက်လျှော့သွားတော့မယ်လို့ကျွန်တော်ထင်ခဲ့တာဒါပေမဲ့နေတိုင်းရောကြားလေးဆောင်အောက်မှာလာရက်နေတော့မယ်အဲ့ဒါနဲ့ပဲကျွန်တော်ကျောင်းပြင်ကအဆောင်ကိုပြောင်းနေလိုက်ရတယ်သူပဲဖြစ်ဖြစ်သူ့ရဲ့အခန်းဖော်တွေပဲဖြစ်ဖြစ်ဖုန်းခေါ်တာကိုကျွန်တော်လုံးဝမကင်ခဲ့ဘူးတတော့ကိုပုတ်ကြည့်ရင်ဗီဒီယိုတစ်ခုကိုမြင်လိုက်ရချိန်မှာတော့ကျွန်တော်ချက်ချင်းပြရခတ်သွားတယ်ကျောင်းရဲ့အလှပရင်မှာအန်ရှိကြီးတန်ရောစင်ကင်းမဲ့တဲ့ကောင်လေးကိုဆောင်ရင်လျက်စစ်ဆိုင်ကဲနဲ့တိုက်မိကျွန်တော်ပြတလဲနဲ့သူ့ရဲ့အခန်းဖော်စီကိုဖုန်းခေါ်လိုက်တော့ဖုန်းကင်ချင်းပဲဆဲတန်ကိုကြားလိုက်ရတယ်ငါတို့ရဲ့အန်ရှိကြီးကနင်းကြောင်အခုဆေးရုံပေါ်မှာလဲနေရပြီးအဲ့ဒီညကနင်းကြောင်ပြင်ကိုပြောင်းသွားမှန်းသူမသိပဲရောကြားလေးဆောင်အောက်မှာတညာလုံးစောင့်နေခဲ့တာမနဲ့လင်းအားကြီးချိန်ရောက်တော့သူကကြောင်တောင်ဖြစ်နေပြီးအဆောင်ကိုပြန်ဖို့လောက်တာအေးပြတ်ထားတော့မျက်စိတွေပြပြီးထမင်းစားဆောင်ကထမင်းလာဖို့တဲ့လျက်စစ်ဆိုင်ကဲနဲ့မတော်တဆတိုက်မိသွားတာကျွန်တော်ရန်ကိုအပြစ်ရှိတယ်လို့ခံစားနေရတယ်ဒါပေမဲ့သူ့ရဲ့လူနာကုတင်ရှိရာခန်းရှိကိုရောက်တော့ကျွန်တော်ခြေလမ်းတွေရက်တန့်သွားတယ်ပြတင်းပေါက်ကနေလမ်းကြည့်လိုက်တော့လူတွေအများကြီးသူ့ကိုဝိုင်းရံထားကြတယ်တွေးဆုံနေတဲ့မျက်နှာလေးနဲ့သူ့ခေါင်းမှာပတ်တီးတွေစီးထားပြီးကြည့်ရတာအသက်တော်များများပိုကြီးသွားတယ်လို့ပဲကျွန်တော်ခြေထောက်တွေကတကားပေါက်ထဲကိုဝင်ဖို့အဆုံးထိတတိမရှိခဲ့ဘူးအမျိုးသားနဲ့အားလည်းရောက်တော့ကျွန်တော်စိတ်ပြအားငယ်စွာနဲ့ဇာတိရွာကိုပြန်လာခဲ့တယ်။နိုင်ရန်မှာချိတ်ဆွဲထားတဲ့မိသားစုတွေရဲ့တပ်ပုံကိုကြည့်ပြီးကျွန်တော်ချက်ချင်းပဲအတန်ထွက်တဲ့အထိရှိုက်ကြီးတင်ငိုချလိုက်မိတယ်။ကျွန်တော်နှက်ဆိုင်နဲ့အတိတ်မှတ်ရစရာတွေရဲ့ကိုနစ်မျောသွားတယ်။ကျွန်တော်တက်6နှစ်ရွယ်မှာပဲမိသားစုတွေကလေရင်ပြတ်ကျမှုကြောင့်ကျွန်တော်ကိုစောစောစီးစီးထားရခဲ့ကြတာပါ။သူတို့ထားရခဲ့တဲ့တော်တော်များများသောအမွေတွေကြောင့်သာကျွန်တော်ဒီနေ့အထိအသက်ဆက်ရှင်နိုင်ခဲ့တာပါ။အချိန်တော်ကြာတော့မှနာကျင်စရာတိတ်တွေရဲ့ကနေကျွန်တော်ရုံထွက်နိုင်ခဲ့ပြီးပါဆက်ကနေတွတ်ရေရွတ်နေမိတယ်။အဖေနဲ့အမေကိစ္စမရှိပါဘူးတားမကြခင်လာဆော့တော့မှာပါ။သူတို့ရဲ့တပ်ပုံတွေကိုကျွန်တော်ကြည့်နေရင်ခေါင်းကလည်းတစ်စစ်စစ်ကိုက်နေတော့မယ်။ဒီအချိန်မှာပဲဖုန်းမိလာတဲ့အဲ့ဒါကကျွန်တော်ကိုတာဝန်ယူကုသပေးနေတဲ့ဆရာဝန်ကြီးစီကဖုန်းပါကျွန်တော်အိမ်ပြန်လာတာကလည်းသူနိုင်ငံခြားကပြန်လာမဲ့အချိန်ကိုစောင့်ဖို့ပါပဲဆေးရုံကိုကျွန်တော်ရောက်သွားတော့ဒေါက်တာကျန်းကဆက်စုတဲ့လေတံနဲ့ရှောင်းကျိုးမင်းတယောက်တည်းလားလို့မေးတယ်ကျွန်တော်ခေါင်းကုတ်လိုက်ပြီးကျွန်တော်ကငကိုကလေးကတယောက်တည်းပဲလေတခြားလူရှိသေးလို့လားဒေါက်တာကျန်းကမျက်မှောင်ကျုပ်ပြီးရှောင်းကျိုးမင်းရဲ့အကျိတ်ကမင်းရဲ့ဥနောက်အာယုံကြောတွေကိုဖိနေပြီးကြည့်ရတာမင်းရဲ့ယောဂကပိုဆိုးလာနေပြီပဲသူ့ကိုယ်တော်မင်းမေ့သွားပြီလားကျွန်တော်ခေါင်းထဲမှာဟာလာဟင်းလင်းဖြစ်သွားတယ်သူကကျွန်တော်ရဲ့ဥနောက် CD တက်မှန်ပုံကိုယူလိုက်ပြီးမင်းသူ့ကိုတကယ်မမှတ်မိတော့ဘူးလားလို့မေးတယ်ရုတ်တရက်တကားပွင့်လာပြီးလက်ထောက်လေးကကျွန်တော်ကိုမြင်တော့အန်ရှိကြီးကောလို့မေးလိုက်တယ်ကျွန်တော်ချက်ချင်းပဲစွန့်သွားပြီးအကြာကြီးစကားမပြောနိုင်ခဲ့ဘူးသူကအံ့အားသင့်နေတဲ့ကျွန်တော်ကိုကြည့်ပြီးပြုံးလိုက်တယ်ကျောင်းမတက်ခင်ကအန်ရှိကြီးကကျွန်တော်ကိုဆေးရုံလာပြပေးခဲ့တာလေအဆက်ကတော့သူ့စကားတွေကိုကျွန်တော်မယုံခဲ့ဘူးသူနဲ့ဒေါက်တာကျန်းတို့စကားတွေအများကြီးပြောနေရောမှသူကျွန်တော်ဖုန်းရဲ့ password ကိုဘယ်လိုလုပ်သိနေတာလဲဆိုတာကိုကျွန်တော်ရုတ်တရက်သတိရသွားတယ်
ကျွန်တော်ဆေးတွေဘယ်မှာထားလဲဆိုတာကိုလည်းတိတဲ့ဆေးတွေတောင်တေချာစီစဉ်ပေးနိုင်သေးတယ်ကျွန်တော်ရဲ့ကလေးဘွားကအတန်ကိုလည်းမှတ်မိနေပြီးမျက်နှာပြောင်တိုက်ကကျွန်တော်နားမှာပဲအမြဲလာကပ်နေခဲ့တာကျွန်တော်မျက်ရည်တွေကြောင့်အမြင်အာရုံတွေဝေဝါးနေပြီ iPad ထဲကမင်္ဂလာဆောင်ဓာတ်ပုံတဲကလူကကျွန်တော်ကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကိုတွေးပြီးတော့ကျွန်တော်ခေါင်းထဲမှာဟာလာဟင်းလင်းဖြစ်သွားပြီးဘလို့မှပြန်စဉ်းစားလို့မရခဲ့ဘူးကျွန်တော်မှတ်ဉဏ်အပိုင်းစတွေထဲမှာအန်ရှိရဲ့ဝေဝါးနေတဲ့အတန်လေးရှိခဲ့ဘူးတယ်ကျွန်တော်ခေါင်းကပိုပြီးကြိုက်လာကအဲ့ဒီနောက်တော့ကျွန်တော်ဆရာဝန်ကြီးရဲ့အခန်းထဲမှာတင်တတိလက်မေ့လဲသွားခဲ့တယ်ခွဲစိတ်မှုကတရက်နဲ့တညအချိန်ယူခဲ့ရတယ်ကျွန်တော်နားထဲမှာရင်းနှီးနေတဲ့အတန်တွေအများကြီးကြားနေရတယ်ကျွန်တော်မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့အန်ရှိကမျက်ရည်တွေဝဲနေတဲ့မျက်လုံးတွေနဲ့ကျွန်တော်လက်ကိုစုပ်ကင်ထားတယ်အဲ့ဒီအချိန်မှာပဲဒေါက်တာလီကမျက်နှာမှာအပြုံးတွေပြည့်နေနေပြီးအခန်းထဲကိုဝင်လာတယ်သူက CD ဓာတ်မှန်ကိုကင်ထားရင်းပြုံးပြီးရှောင်ကျိုးခွဲစိတ်မှုကအရန်ကိုအောင်မြင်ပါတယ်ကွာဒေါက်တာကျန်းကမင်းရဲ့ယောဂအခြေအနေကြောင့်နိုင်ငံခြားမှာတနစ်တိတိသွားပြီးအထူးလေ့လာခဲ့တာလေမင်းရဲ့ဥနောက်ထဲကအကျိတ်ကိုအောင်မြင်စွာဖယ်ရှားနိုင်ခဲ့ပါပြီလို့ပြောတယ်ကြီးဆိုတဲ့အတန်နဲ့အတူဒေါက်တာကျန်းအခန်းထဲကိုဝင်လာတယ်အန်ရှိကရှိုက်ကြီးတင်ငိုကြွေးရင်သူ့ကိုဖတ်လိုက်ပြီးကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရှောင်ကျိုးရဲ့မှတ်ဉဏ်တွေကိုပြန်ကောင်းလာနိုင်ပါမလားဟင်လို့မေးတယ်သူမကပြုံးပြီးခေါင်းညစ်ပြကအန်ရှိရဲ့လက်ကိုစုပ်ကင်လိုက်ပြီးဆရာဝန်တယောက်အနေနဲ့လူနာပေါ်မိဘလိုစေတနာထားရမှာပဲလေဒါပေမဲ့ဒီနှစ်တွေထဲမှာမင်းကရှောင်ကျိုးကိုဂယူးဆိုင်ပေးခဲ့လို့တာပေါ့လို့ပြောတယ်ကျွန်တော်အန်ရှိနဲ့အတန်းဖော်တွေကိုရုတ်တရက်လမ်းကြည့်လိုက်တယ်ချက်ချင်းဆိုသလိုပဲမှတ်ဉဏ်အပိုင်းစတွေအများကြီးကျွန်တော်ခေါင်းထဲကိုဒလဟောဝင်လာခဲ့တယ်။ကျောင်းမဖွင့်ခင်ကအန်ရှိကကျွန်တော်ကိုဆေးရုံလာပြပေးခဲ့တယ်။အဲ့ဒီတုန်းကကျွန်တော်ရုတ်တရက်သတိလစ်သွားခဲ့တယ်။ဒေါက်တာလီကပြောခဲ့တာကအကျိတ်ကကျွန်တော်ရဲ့ဥနောက်အာယုံကြောတွေကိုဖိမိနေပြီးတဲ့အဲ့ဒါကြောင့်မှတ်ဉဏ်တွေပျောက်ဆုံးသွားနိုင်တယ်။အဲ့ဒီအချိန်တုန်းကအန်ရှိကမျက်ရည်တွေရွှဲနေတဲ့မျက်နှာလေးနဲ့ကျွန်တော်ကိုဖတ်ထားပြီးနေသက်ရှင်နေနိုင်ဖို့ပဲအရေးကြီးတဲ့အရာအလုံးကိုမေ့သွားခဲ့ရင်တော့ဘာမှမဖြစ်ဘူးနင်းရဲ့မှတ်ဉဏ်တွေပျောက်သွားခဲ့ရင်တော့မှငါအန်ရှိကနောင်လာမယ့်နေ့ရက်တွေမှာနင့်ကိုငါ့ပေါ်ပြန်ချစ်လာအောင်လုပ်ယူမှာပါလို့ပြောခဲ့တယ်။ကျွန်တော်ရဲ့အကျိတ်ကတဖြည်းဖြည်းကြီးလာခဲ့တယ်။ပြည်တွင်းကဆေးပညာနည်းပညာတွေကအကန့်အသတ်ရှိနေတော့နိုင်ငံခြားကဆေးရုံအများစုကတော့ကျွန်တော်ကိုလက်ခံကူတာပေးဖို့မရဲခဲ့ကြဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဒီကျိတ်ကိုခွဲစိတ်လိုက်တာနဲ့အသက်အန္တရာယ်ရှိနိုင်လို့ပါပဲ။ကျွန်တော်ရဲ့ယောဂအခြေအနေကတဖြည်းဖြည်းဆိုးရွားလာပြီးဘေးနားကလူတွေနဲ့ကိစ္စတချို့ကိုရွေးချယ်ပြီးမေ့လျော့လာခဲ့တယ်။နာကျင်လုံးလို့အကိုက်ခဲပြောက်ဆေးတွေကိုလည်းခဏတောက်ခဲ့ရတယ်။တက္ကသိုလ်ကိုရောက်လာတဲ့အချိန်မှာတော့သူကကျွန်တော်ကိုတိတ်တဆိတ်အမြဲစောင့်ကြည့်နေခဲ့တယ်။ကျွန်တော်ရဲ့မှတ်ဉဏ်တွေပြန်ရလာဖို့အတွက်အန်ရှိကကျွန်တော်နဲ့ပြန်တီကျွမ်းခွင့်ရအောင်အခွင့်အရေးတွေဖန်တီးခဲ့တယ်။ဒါမှမဟုတ်ရင်လည်းဘလို့လုပ်ပြီးအေးဆက်ဆက်အလှပရင်မကနေခွာမရတဲ့ကစင်းလေးဖြစ်လာမှာလဲ။သူကသူ့ရဲ့အခန်းဖော်တွေကျွန်တော်ရဲ့အခန်းဖော်တွေចောင်းသားချင်းရှက်နဲ့ဆရာတွေကိုပါသူနဲ့ပူးပေါင်းပေးဖို့တောင်းဆိုခဲ့တယ်။ကျောင်းဖွင့်စာတစ်လလုံးသူတို့စူးစမ်းခဲ့ကြတာကိုကျွန်တော်မှတ်မိနေပါသေးတယ်။အဲ့ဒီအချိန်တုန်းကကျွန်တော်သူ့ကိုတော်တော်လေးမှတ်မိနေပြီးဒါပေမဲ့စိတ်ရေးလေးကျမှုပြီးသွားတော့ကျွန်တော်ထပ်ပြီးနေမကောင်းဖြစ်သွားပြန်တယ်။မတက်တာတဲ့အစုံတက္ကသိုလ်နီးနားကဆေးရုံမှာပဲကုသမှုခံယူခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီဆေးရုံရဲ့ဆေးကုသမှုအဆင့်တန်းကအကန့်အသတ်ရှိနေတော့အန်ရှိကဒေါက်တာလီနဲ့အဆက်အသွယ်ရအောင်လုပ်ပေးခဲ့လို့ဒါကျွန်တော်အသက်ချမ်းသာရခဲ့တာပါ။အဲ့ဒီကာလတွေမှာကျွန်တော်ရဲ့မှတ်ဉဏ်တွေကအကျိတ်ပြဿနာကြောင့်ကောင်းလိုက်မေးလိုက်နဲ့ဖောက်ပြန်နေခဲ့တယ်။မှတ်ဉဏ်တွေပြန်ရလာပြီးတိုင်းရက်နှဲငယ်ကြာရင်ပြန်မေ့သွားခဲ့တယ်။အန်ရှိနဲ့သူတို့အားလုံးကဒါကျွန်တော်မှတ်ဉဏ်တွေပြန်ရလာဖို့စိတ်ရှိလက်ရှိနဲ့အဖော်ပြုပေးခဲ့ကြတာပါ။ပထမဆုံးအချိန်ပြန်ဆုံတွေ့ခဲ့တာကပထမနှစ်ကျောင်းဖွင့်ပွဲအခမ်းအနားပြီးတဲ့အချိန်ကျောင်းကစားတောက်ဆိုင်ထဲမှာပေါ့။အဲ့ဒီအချိန်ကသူကကျွန်တော်ကိုလာကပ်နေခဲ့တာပြီးတော့ရွှေမုံကျောင်းနဲ့သူရန်ဖြစ်ခဲ့ကြတာလေ။အဲ့ဒါကြောင့်လဲစိုက်ပျိုးရေးခြံမှာအန်ရှိကရွှေမုံကျောင်းအပေါ်အဲ့ဒီလောက်တောင်ရန်လိုနေခဲ့တာကိုပြီးတော့ရွှေမုံကျောင်းကလည်းသူတို့ကိုအမြဲတမ်းရန်သူတွေလိုသဘောထားနေခဲ့တာကျွန်တော်မှတ်ဉဏ်တွေပြန်ရလာဖို့အတွက်သူကမငြီးမညူပဲကစင်းနဲ့လေးလုပ်ပေးခဲ့တယ်ဒါပေမဲ့သူတို့ခုနှစ်ကြိမ်တိုင်းစူးစမ်းခဲ့တာတောင်အောင်မြင်မှုမရခဲ့ဘူးဒါပေမဲ့စစ်ရေးလေးကျင့်မှုပိတ်ပွဲခန်းနားချိန်မှာတော့၈ကြိမ်မြောက်ဖြစ်နေခဲ့ပြီကျွန်တော်မှတ်ဉဏ်တွေကိုပို့ပြီးခိုင်မာသွားစေဖို့အတွက်သူတို့ကကျွန်တော်တို့ရဲ့ဇလန်းကိုတော်တော်ပေါ်တင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်အဲ့ဒါကြောင့်လဲတော်တော်ပေါ်မှာယောက်ျားရဲ့ငါ့ကိုချစ်ရင်မသွားပါနဲ့နော်ဆိုတဲ့တခြင်းတစ်တပုတ်ထွက်လာခဲ့တာပေါ့ရှောင်ကျိုးရင်းနှီးနေတဲ့စိတ်လှုပ်ရှားနေတဲ့အတန်လေးကကျွန်တော်နားထဲကိုဝင်လာတယ်ကျွန်တော်ရဲ့မျက်ရည်တွေကတွဲလျပြီးနှွေးထွေးရဲ့လက်တစ်ဖက်ကိုဆိုးဆွတ်သွားစေတယ်ပြီးတော့ကျွန်တော်သူ့ကိုချစ်ချင်းမေတ္တာတွေအပြည့်နဲ့စိုက်ကြည့်လိုက်ပြီးအန်ရှိပြီပင်ပန်းသွားပြီနော်လို့ပြောလိုက်တယ်မျက်ရည်တွေကြောင့်ကျွန်တော်ရဲ့အမြင်အာရုံတွေဝေဝါးနေပေမဲ့မျက်စိရှိမှမြင်နေရတာကကျွန်တော်ရဲ့နှစ်ရှည်လာများငယ်သူငယ်ချင်းလေးပါပဲအန်ရှိကကျွန်တော်မှတ်ဉဏ်တွေပြန်ရလာပြီဆိုတာကိုသိသွားတဲ့အခါမှာတော့သူ့မျက်လုံးတွေထဲမှာမျက်ရည်တွေဝဲတက်လာပြီးကျွန်တော်ရင်ခွင်ထဲကိုပြေးဝင်လာတယ်အဲ့ဒီနောက်တော့ကျွန်တော်တို့နှစ်ယောက်သားရှိုက်ကြီးတင်ငိုကြွေးခဲ့ကြတယ်သူကအန်တာဝမ်းသာစွာနဲ့ရှိုက်ငိုရင်းကျွန်တော်ကိုရှောင်ကျိုးလို့ခေါ်လိုက်ပြီးမျက်လုံးတွေနီးရဲနေတဲ့သူကကျွန်တော်ကိုပို့ပြီးတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတော့တယ်သူမတက်ရက်နေတဲ့ကိုလုံးလေးကိုကျွန်တော်ခန်းစားသိရှိနေနိုင်တယ်မျက်ရည်တွေကသူ့မျက်လုံးထဲမှာဝဲလည်နေပြီးသူကသူ့လက်နဲ့ကျွန်တော်ရင်ဘတ်ကိုလာထုတယ်နင်းကြောင်ငါကကဆေးနဲလေးဖြစ်သွားရတာသူခဏလောက်ရက်သွားပြီးမှပိုပြီးရှိုက်ကြီးတင်ငိုရတော့တယ်ကျွန်တော်သူ့ခေါင်းလေးကိုပုတ်တက်ပေးပြီးနှစ်သိမ့်လိုက်တယ်ကဆေးနဲလေးလိမ္မာတယ်နော်မငိုနဲ့တော့နင်းထက်ပြောရရင်ငါနင်းကိုအခုချက်ချင်းရိုက်တက်ပစ်မယ်သူကလက်နှစ်ဖက်နဲ့ကျွန်တော်ရင်ဘတ်ကိုအားကုန်ထုပြန်တယ်ကျွန်တော်သူ့ပါးပြင်ပေါ်ကမျက်ရည်ပေါက်လေးတွေကိုဖြည်းဖြည်းချင်းတုပ်ပေးလိုက်ပြီးရေမောကဆနောက်လိုက်တယ်အန်ရှိမင်းရဲ့ဒီတရုပ်ဆောင်စွမ်းရည်နဲ့အမှုပညာလောကထဲမဝင်တာငါတို့နိုင်ငံအတွက်အော်စကာဆုရှင်မင်းသမီးတယောက်ဆုံးရှုံးသွားတာပဲလူနာကုတင်ပေးမှာရေမောတန်တွေစူညံသွားတယ်သူတို့အားလုံးကလည်းဝိုင်းပြီးဆနောက်ကြတယ်ရှောင်ကျိုးငါကမှအကောင်းဆုံးအမျိုးသားတရုပ်ဆောင်ဆူရရမှာကျွန်တော်ကြမ်းကြွန်ကိုဒေါသတကြီးလန့်ကြည့်လိုက်တယ်မင်းကောင်လေးပဲအဆောင်မှာနေတိုင်းငါကိုအန်ရှိရဲ့ဇက်ကောင်စရိုက်တွေလာပြောနေတာလေဘေးနာကကြမ်းကြွန်ကပြာရခတ်သွားပြီးရှောင်ကျိုးအန်ရှိကငကိုကလေးကအထက်စီးဆန်တဲ့အလှပရင်မလေးပဲဟာငါကဇက်ကောင်စရိုက်တတ်မှတ်ပေးစရာလိုသေးလို့လားမင်းမလို့ချင်ရင်လည်းငါကိုပေးလိုက်ကျွန်တော်နင်းနဲ့ဒေါသထွက်သွားပြီးထက်ချင်းပေးမဲ့တန်ရာကနင်းနဲ့နာနေသေးတယ်ဟေ့ကောင်ညီအကိုရဲ့မိန်းမကိုမစော်ကားနဲ့ကွာအန်ရှိကအဲ့ဒီအခြေအနေကိုမြင်တော့ပြုံးပြီးကျွန်တော်ကိုချော့တယ်ခဲပါနင်ကိုယ်တိုင်ကအလိန်ခံရလွယ်တာကိုများသူများကိုလာပစ်တင်နေသေးတယ်ကြမ်းကြွန်ကစနောက်ရတာကိုများကျွန်တော်နင်းနဲ့ဆိတ်ရှုပ်သွားပေမဲ့ပြုံးပြီးပြန်ပြောလိုက်တယ်
ဆက်ကတော့ငါမင်းကိုမတင်ကားမဖြစ်ခဲ့ပါဘူးညစ်နဲ့ငါအိမ်မလို့လှုပ်တိုင်းမင်းရဲ့အခန်းဖော်ကဘာလို့မြောက်ပင်ပေးနေတာလဲလို့အန်ရှိရီနဲ့သူ့ရဲ့အခန်းဖော်တွေကဘိုင်းနေပြီးရဲကြပါတော့တယ်ကျွန်တော်မျက်နှာကနည်းနည်းထူပူသွားတယ်ပြီးတော့အန်ကျိတ်ပြီးအန်ရှိရီရဲ့ရေးစားတို့နဲ့ခိုးရနေတဲ့အန်ရှိရီကိုစူးစူးရဲရဲစိုက်ကြည့်လိုက်တယ်ရန်ရှိုးမင်းကောင်လေးကတော်တော်မိုက်တာပဲမင်းနဲ့အန်ရှိရီတို့တွဲရိုက်ထားတဲ့တပ်ပုံတွေငါနဲ့ပကုံးချင်းရှင်ပြီးသွားတဲ့အချိန်ကအကြည့်တွေပြီးတော့အန်ဝင်ခွင်ကြားဖြစ်နေတဲ့ကိုဟန်မူယာတွေအဲ့ဒါကမှတကယ်အော်စကာအမျိုးသားတရုတ်ဆောင်ဆုရှင်အစ်စ်ပဲရန်ရှိုးကတော့ပြုံးယုံပဲပြုံးနေတယ်သူကကျွန်တော်ရဲ့ဝါးစားမတက်အကြည့်တွေကိုကြောက်နေတာလေနောက်ပိုင်းဆေးရုံဆင်းပြီးတော့ကျွန်တော်ပြန်သွားပြတဲ့အခါဒေါက်တာကျန်းကကျွန်တော်ရဲ့အကျိတ်ထဲကကင်ဆာဆဲတွေအလိုလိုပျောက်ကွယ်သွားပြီလို့ပြောတယ်အန်ရှိရီနဲ့ကျွန်တော်တို့လက်ချောင်းကားချောင်းရှက်နွယ်ပြီးစုပ်ကင်ထားခဲ့ကြတယ်သူကဘေးတစ်ဆောင်နဲ့ကျွန်တော်ကိုကြည့်လာတဲ့အချိန်မှာတောက်ပတ်တဲ့အပြုံးလေးကနေရာနဲ့ပွင့်လန်းနေတဲ့ပန်းလေးတွေလိုပဲကျွန်တော်သူ့ကားကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပြီးသူ့ကိုအားရပါရနမ်းပစ်လိုက်တယ်သူ့လက်လေးတွေကကျွန်တော်ရင်ဘက်ရှိမှာကာထားပြီးမျက်နှာလေးလည်းရုတ်တရက်ညီရဲသွားတယ်ပြီးတော့ဒေါက်တာကျန်းကိုတစ်ချက်လမ်းကြည့်လိုက်ပြီးရှောင်ကျိုးလူရှိတယ်လေလို့ပြောတယ်ဆရာဝန်ကြီးကတော့မမြင်အောင်ဆောင်ပြီးတကားပိတ်သွားချိန်မှာတော့ရေတန်လေးကြားလိုက်ရတယ်ဟဲငါဘာမှမမြင်ဘူးနော်ကျွန်တော်တို့နှစ်ယောက်သားအားရပါရနမ်းနေလိုက်ကြတာနှစ်ယောက်စလုံးအသက်ရှူတောင်ကြက်မတက်ပဲနောက်ဆုံးမှပဲမခွဲချင်နဲ့ခွာလိုက်ကြတယ်သူကရှက်သွေးဖြာနေတဲ့မျက်လုံးလှလှလေးတွေနဲ့မောကြည့်ပြီးရှောင်ကျိုးငါတို့လက်ထက်ကြရအောင်လို့ပြောတယ်ကျွန်တော်တို့ကငကိုကလေးကမင်္ဂလာဆောင်ဓာတ်ပုံတွေရိုက်ထားပြီးသားလေတက္ကသိုလ်ရောက်ရင်လက်ထက်ကြမယ်လို့လည်းကတိထားခဲ့ကြတာဒါပေမဲ့ကျောင်းမဖွင့်ခင်မှာပဲကျွန်တော်ယောဂကဆိုးရွားလာခဲ့လို့တာပေါ့ကျွန်တော်တို့တောင်ပေါ်ကဘုန်းကြီးကျောင်းကိုသွားပြီးဆရာတော်ကိုမင်္ဂလာအခါကောင်းလေးရွေးပေးဖို့အကူအညီတောင်းခဲ့ကြတယ်သူမိဘတွေစီကိုလည်းလက်ဆောင်တွေအများကြီးယူသွားခဲ့ကြတယ်ကျွန်တော်ကယောဂကြီးကြီးမားမားဖြစ်ထားဘူးတဲ့မိဘမဲ့တယောက်မို့သူတို့ကကျွန်တော်ကိုသဘောမကျဖြစ်မှာကိုအရန်ကြောက်နေခဲ့တာဒါပေမဲ့သူမိဘတွေကကျွန်တော်ကိုလုံးဝအပြစ်မမြင်ခဲ့ပါဘူးတကယ်တော့ကျွန်တော်တို့မိသားစုနှစ်စုကငကိုကလေးကရင်းနှီးတဲ့မိတ်ဆွေဟောင်းတွေပါကျွန်တော်မိဘတွေလေရင်ပြတ်ကြပြီးဆုံးပါသွားပြီးတဲ့နောက်မှာတော့ကျွန်တော်နဲ့သူ့မိဘတွေကြားမှာအဆက်အသွယ်နေသွားခဲ့တာလေးပဲရှိတာပါမူလာတန်းကလေးကကျွန်တော်ကိုဂယူးတဆိုင်နဲ့လိုလေသေးမရှိပြုစုဆောင်ရှောက်ပေးခဲ့တာအန်ရှိရီပါပဲမင်္ဂလာမဆောင်ခင်မှာကျွန်တော်တို့မိဘတွေရဲ့အုပ်ကူကိုသွားပြီးဂါယဝပြုခဲ့ကြတယ်ကျွန်တော်အန်ရှိရီရဲ့လက်ကိုကင်ထားပြီးအဖေနဲ့အမေဒါလက်ထက်တော့မယ်နော်လို့ပြောလိုက်တယ်အန်ရှိရီကလီလီပန်းလေးတွေကိုအုပ်ကူရှိမှချထားရင်အဖေနဲ့အမေသမီးရှောင်ကျိုးနဲ့အတူအေးအတူပူမြပေါင်းတင်သွားပါမယ်ဘာကိစ္စတွေရဲ့ချစ်လာပါစေသမီးနဲ့တူအိုဒီတီရာသက်ပံပေါင်းတင်သွားမှာပါလို့ပြောခဲ့တယ်မင်္ဂလာဆောင်ညဘက်သူတို့သားတို့သမီးခန်းထဲမှာဆနောက်ကြတဲ့အချိန်ရန်ရှိုးကအခန်းထဲကိုပြေးဝင်လာပြီးအန်ကျိတ်ကပြောတယ်လင်းကျိုးမင်းတကယ်ကိုချင်းစာတရားမရှိဘူးကွာငါကအထက်စီးဆန်တဲ့ဇက်ပုတ်နေရာကနေရှစ်ကြိမ်တိတိတရုတ်ဆောင်ပေးခဲ့ရတာမင်းရဲ့အရိုက်ကိုတောင်ခံရမလို့ဖြစ်ခဲ့သေးတယ်အခုမင်းကငါ့ကိုအရန်တို့သားတောင်မလောက်ခိုင်းဘူးပေါ့လေဘေးနာကကြမ်းကြွန်ကလည်းအရှိရီကိုအပြစ်တင်နေတယ်နင်လည်းတကယ်ဂယူးမဆိုင်တတ်တာပဲအခုလက်ထက်တာတောင်ငါ့ကိုဖိတ်စာမပေးဘူးအကိုကြီးကမှကောင်းသေးတယ်ရှောင်းကျိုးတာမရှိရင်ငါမင်္ဂလာဆောင်တောင်လာနိုင်မှာမဟုတ်ဘူးရွှေမုံချောင်းကကျွန်တော်ကိုမျက်ရည်တွေဝဲနေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးရှောင်းကျိုးငါနင့်ကိုသဘောကျတယ်ဒါပေမဲ့နင်တို့ရဲ့ဇလန်းလေးကငါ့ကိုစိတ်လှုပ်ရှားစေခဲ့တာမို့ငါနင်တို့နှစ်ယောက်ကိုသဘောတူပေးလိုက်တာပါလို့ပြောတယ်တကယ်တော့ရွှေမုံချောင်းကကျွန်တော်ကိုအမြဲတမ်းနဲ့ဆိုင်ချစ်နေခဲ့တာပါဒါပေမဲ့သူတိလိုက်ရတာကကျွန်တော်မှတ်ဉာဏ်တွေပျောက်ဆုံးသွားရင်တောင်မှအန်ရှိရီကိုပဲဆက်ပြီးချစ်နေမိဦးမှာပဲဆိုတာကိုပါဒီလောက်ကြီးမြတ်လာတဲ့အချစ်မျိုးကနှစ်ထောင်ချီကြာမှတခါတွေ့ရခဲ့တဲ့အရာလေးဒါကြောင့်လဲသူကကျွန်တော်နဲ့အန်ရှိရီကိုထပ်ပြီးမခွဲရတော့တာပါမင်္ဂလာဆောင်ကိစ္စတွေကကျွန်တော်တို့ကိုတော်တော်လေးပင်ပန်းသွားစေခဲ့တယ်ညဘက်သူတို့သားတို့သမီးခန်းထဲမှာတော့လိမ္မော်ရောင်မိန်ပြမီးအောင်လေးတွေထုံးညှိထားပါတော့တယ်ကျွန်တော်တို့နှစ်ယောက်လုံးတောက်ထားလို့မျက်နှာတွေရောနားရက်တွေပါမြည်ရဲနေကြပြီဆွဲဆောင်မှုအပြည့်နဲ့လက်ပလုံးနဲ့အန်ရှိရီကိုကျွန်တော်တင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်ကျွန်တော်မျက်လုံးတွေလည်းချက်ချင်းဆိုသလိုမျက်ရည်တွေနဲ့ပြည့်လာတယ်ဒီနေ့လေးအတွက်မင်းဘလောက်တောင်ဝမ်းနေနာကျင်ခဲ့ရမလဲငါရဲ့ညင်းပယ်တာကိုဘယ်နှစ်ကြိမ်တောင်ခံခဲ့ရလဲယောက်ျားလေးဆောင်ရှိမှရောညာပေါင်းဘလောက်တောင်ထိုင်ဆောင်နေခဲ့ရလဲပြောရင်းဆိုရင်းနဲ့ပဲကျွန်တော်ဆက်မပြောနိုင်တော့ဘူးရင်ဘက်ထဲမှာတဆုပ်နေတယ်လို့ခံစားရပြီးရှိုက်ငုံပြီးတော့တယ်ကျွန်တော်အတွက်နဲ့ပဲသူ့နှလုံးသားကိုကျွန်တော်ထက်ခါတလဲလဲဆွဲပြဲနာကျင်အောင်လုပ်တာကိုသူကကြီးကြီးဖြူဖြူလက်ခံပေးခဲ့တာလေအဲ့ဒါကဘလောက်တောင်နာကျင်စရာကောင်းတဲ့လက်ဆောင်လေးလဲနောက်ဆုံးတော့ကျွန်တော်တန်တွေတောင်တုံရင်လာပါတော့တယ်အရှိကြီးကကျွန်တော်ဘားပြင်ပေါ်ကမျက်ရည်တွေကိုပုတ်တက်ပေးပြီးဝဝန်တုံးကြီးနာကျင်ရတာကငါဘာနင်ကဘာလို့ငိုနေရတာလဲလို့ပြောတယ်ကျွန်တော်မျက်လုံးမိတ်ပြီးသူ့ကိုအားရပါရနမ်းပစ်လိုက်တယ်ပြီးတော့ဘယ်တော့မှထပ်ပြီးမလွတ်ပေးချင်တော့ဘူး